ကျွန်တော်ဖះအဆင့်နိုးထမှုရခဲ့တဲ့ထာဝရဓာတမအနန္တရာစွမ်းရင်ဒါနဲ့ပဲဘဝတစ်ခုလုံးစောက်ထိုးမှောက်သွားတယ်ကျွန်တော်စစ်ဆက်ထားသူကလူအများကြားမှာကျွန်တော်ကိုကဘာပေါ်ကအတုံးကျိုးမရှိဆုံးလို့ပြောလိုက်တဲ့အရန်ကိုအရှက်ရစေတဲ့စစ်ဆက်ထားတာကိုဖျက်ဖို့တောင်းဆိုတယ်ပြီးတော့တနာရီအတွင်းမှာပဲသူမကထောင်းကတာမန်လူငယ်ရဲ့လက်မောင်းမှာကတ်နေတော့တဲ့အကြောင်းကထောက်လူငယ်ကအလွန်ရှားပါတဲ့မြင့်မြတ်သောဓာတ်စင်မျိုးနဲ့နိုးထမှုကိုရသွားလို့ပါအဲ့ဒီစွမ်းရည်နဲ့သူကလက်ချောင်းတစ်ချောင်းလုံးယုံနဲ့စစ်မြေပြင်တစ်ခုလုံးကိုစောက်ထိုးမှောက်ပစ်နိုင်တယ်ကျွန်တော်ကတော့တစ်သားတစ်လက်ပဲစုပ်ကင်ထားပြီးရက်နေတယ်နာမည်ဆိုးနဲ့ဂုံသတင်းနဲ့အတူကျွန်တော်ရဲ့ဓာတမမျိုးနယ်ကိုကဘာကအသုံးမဝင်ဆုံးလို့သတ်မှတ်ကြတယ်အကြောင်းကတိုးတက်ဖို့အတွက်ရွှေတွေကိုရေလိုသုံးပြရတယ်ကျွမ်းကျင်မှုစာအုပ်တွေလက်နက်ပစ္စည်းတွေအရင်းမြစ်တွေအကုန်လုံးကမဆုံးနိုင်တဲ့ကြိတ်တိုးလို့ရမှုကျွန်တော်မိသားစုမှာလည်းအခြေခံရှင်တန်ဖို့တောင်ခက်တယ်လူတိုင်းကကျွန်တော်သူများဖြစ်သွားမယ်လို့ထင်ကြတယ်ဒါပေမဲ့ကျွန်တော်ကအေးအေးဆေးဆေးပြုံးနေတယ်သူတို့ကကျွန်တော်ရဲ့လှုပ်ဝက်ချက်ကိုမသိလို့ပါအနန္တရာစွမ်းရင်လောကရဲ့တစ်ခုတည်းသောကွယ်ဝက်မျိုးနွယ်ကျွန်တော်လက်ထဲရောက်တဲ့ဓာတမကျွမ်းကျင်မှုစာအုပ်တိုင်းထာဝရဓာတမနည်းပညာဖြစ်သွားတယ်ဥတီချက်ဆက်ခုဓာတ်တောင်ဤစင်တက်ခြင်းတပြန့်တမ်းမှုစွမ်းရည်တိုင်းကမိုးကွဲသွားအောင်မြေကြီးကွဲသွားအောင်လုပ်နိုင်တဲ့ယူတုဆုံးအချက်ကဓာတ်သမားမျိုးနွယ်ကိုအမိုက်လို့ထင်ကြတဲ့သူတွေရဲ့ကျွမ်းကျင်မှုစာအုပ်တွေကဈေးကွက်မှာအပေါ်ဆုံးရတဲ့စာသားအရအမိုက်ပဲဒါပေမဲ့ကျွန်တော်လက်ထဲမှာအဲ့ဒီအမိုက်ကတေမျိုးစေနိုင်တဲ့ထာဝရနည်းပညာဖြစ်သွားတဲ့ထောက်လူငယ်လို့ခေါ်တဲ့ရွှေကလေးအောင်မြင်သူကတော့ကျွန်တော်တစ်ချက်တိုက်ရဲ့တဝက်တောင်မခံနိုင်ဘူးကျွန်တော်ကိုအထက်တန်းကြစော်ကားနေကြတဲ့သူအကုန်လုံးကိုဒူးထောက်ခိုင်းမယ်ဒါပေမဲ့အခုချိန်လိုတယ်စွမ်းအားရှိပေမဲ့အပြည့်အဝကျွမ်းကျင်မှုမရသေးဘူးဗဟိုစစ်အကယ်ဒမီဝင်ခွင့်စာမေးပွဲအထိနှစ်ပတ်ပဲလိုတော့တယ်ဒါကြောင့်ကျွန်တော်မှောင်မိုက်တော့အုပ်မြေအောက်ကူထဲဝင်လိုက်တယ်အစပြုသူတွေအတွက်မြေအောက်ကူတတဝါတွေကအဆင့်တကနေ10အထိပဲရှိတယ်ကျွန်တော်ရဲ့လက်ရှိအဆင့်နဲ့ရှင်ရင်ရေစရာပဲဒီကိုနှစ်ချက်ကြောင်လာတာတကယ်တိုက်ပွဲစမ်းသပ်မှုနဲ့တူးလဲရှင်းလင်းဖို့တူးလဲရှင်းလင်းရင်စုလက်ကဒန်ဒါရီလက်နက်ပစ္စည်းရတယ်အဲ့ဒါကအဆင့်တမတ်ချက်မလို့ပဲကြီးထွားပြီးထူးကဲတဲ့စွမ်းရည်တွေပေးတယ် professional တွေတောင်ယူသွကြတဲ့အရာဒါပေမဲ့စီးမြင့်တွေစတင်ပြီးကတည်းကဒီနေ့အထိတူညီတဲ့အဆင့်မြေအောက်ကူကိုတဲ့ဦးတဲ့ရှင်းလင်းနိုင်တဲ့သူမရှိဘူးတွားတဲ့သူတွေကအများစုအသက်မပြန်ခဲ့ကြဘူးကျွန်တော်အတွင်းကိုဖျက်ကူးလိုက်တာနဲ့စနစ်ကကျွန်တော်လက်နက်ပစ္စည်းတွေကိုပြန်လဲပုံသွင်းတယ်ကျွန်တော်ဝတ်တွေကပေါက်နေတဲ့အဝတ်စားတွေဖြစ်သွားပြီးလက်ထဲမှာဟောင်းလွန်းတဲ့တစ်သားသားတလက်ရှိလာတယ်အရန်ရည်စရာကောင်းတဲ့ပုံစံကျွန်တော်ခြေလမ်းနဲ့ငယ်ရှေ့ဆက်တော့ရှေ့မှာလူ10ယောက်ဖွဲ့တိုက်ပွဲဝင်နေတာမြင်ရတဲ့အလဲမှာထောက်လူငယ်နဲ့သူ့အနာမှာကျွန်တော်ရဲ့ရှေ့ဆက်ထားသူလီယာကျွန်တော်ကိုမြင်တာနဲ့သူမရဲ့မျက်နှာကယွန်ရှာစရာနဲ့လိန်သွားတယ်သူမကမင်းငါကိုလိုက်နေတာလားလို့ပြောတယ်ကျွန်တော်ကသွားတွေကိုကြိတ်ပြီးအေးဆေးပဲပြန်ပြောတယ်မင်းငါကိုလိုက်ခံရမလောက်တန်တဲ့သူမဟုတ်ဘူးသူမကဒေါသနဲ့လက်နဲ့ရိုက်ခတ်ဖို့ကြိုးစားပေမဲ့ကျွန်တော်သူမရဲ့လက်ကောက်ဝတ်ကိုလွယ်ကူကင်ဖမ်းလိုက်တယ်သူမကနာကျင်မှုနဲ့အုံငိုတယ်ပြီးတော့ထောက်လူငယ်ကိုကြည့်တယ်ထောက်လူငယ်ကမျက်နှာရွယ်ပြီးလမ်းမင်းကအလွန်ကျွံသွားနေတယ်လို့ပြောတယ်ကျွန်တော်အတွင်းထဲမှာပြုံးမိတယ်သူကမိမတယောက်အတွက်ငါ့ကိုဆန့်ကျင်တော့မလားကောင်းပြီးတတဝါတွေအကုန်သေးပြီးအကုန်လုံးငါ့ကိုလှည့်ကြည့်တယ်စစ်တီတယောက်ကထောက်လူငယ်ကိုဒီတည်နေတဲ့အလေးကိုမင်းတဲ့ရင်အပိုငွေပေးရမယ်မပေးရင်ဒါကိုမလုပ်ဘူးလို့ပြောတယ်အဲ့ဒီအချိန်မှာပဲကြံတဲ့သူတွေလည်းလှောင်ပြောင်လာကြတယ်တည်နေတဲ့အလေးကိုငါတို့မတည်ဘူးလက်နက်ပစ္စည်းအစင်မပြေရင်အာလူးဆိုင်သွားစမ်းဒါဟာတာမဟုတ်ဘူးကျွန်တော်လက်သီးကိုစုပ်လိုက်တယ်တကဘာလုံးကအဲ့ဒီလိုပဲအာကြီးသူကိုချိမြောက်ပြီးအားနည်းသူကိုနှိပ်စက်တဲ့အထူးသဖြင့်မျိုးနွယ်ကအမုန်းဆုံးဖြစ်တဲ့အခါဒါပေမဲ့ဘာပဲဖြစ်ဖြစ်နောက်ဆုံးတော့ဒီလူအကုန်လုံးငါးချီအောက်မှာတုံ့လောက်သွားကြလိမ့်မယ်ကျွန်တော်အသက်ပြင်းပြင်းရှူပြီးငိမ့်သက်သွားတယ်သူတို့ဘက်မလဲပဲရှေ့ဆက်သွားတယ်ထောက်လူငယ်ကနောက်ကနေအေးဆက်တဲ့အတန်နဲ့တေးချင်လားလို့ပြောတယ်လီယာရဲ့အတန်ကထောင်ထားလိုက်တာကအမိုက်သားသမားသူ့စီကဘာမှမဖြစ်ဘူးလို့ပြောတယ်ကျွန်တော်နှုတ်ခမ်းထောင်းကအေးဆက်တဲ့အပြုံးနဲ့တွန်းသွားအားတယ်လှဲ့မကြည့်ပဲတိတ်လို့ပြောလိုက်တယ်ထောက်လူငယ်ရဲ့မျက်နှာမဲသွားတယ်ဒါပေမဲ့နောက်တစ်ချက်မှာလူတိုင်းအေးခဲသွားတယ်ကျွန်တော်ပေါက်နေတဲ့တစ်သားသားကိုလေထဲပစ်တင်ပြီးဓာလင်းလို့ပြောတဲ့အခါအဲ့ဒီခိုက်မှာပဲတစ်သားပိုင်းစကလေနဲ့ဆန့်ကျင်ပြီးအေယာမဓာကြီးတစ်လက်ဖြစ်သွားတယ်20မီတာရှည်တဲ့တောက်ပတဲ့အလင်းနဲ့ဖုံးအုပ်ထားတဲ့ဓာကဥတီချက်တိုင်းကိုလှဲချပြီးပြင်းထန်တဲ့လေဝဲကြီးတစ်ခုထွက်ပေါ်လာတယ်ကျွန်တော်ခုန်တက်ပြီးအဲ့ဒီဓာပေါ်မှာရက်လိုက်တဲ့အလင်းတစ်စင်းမိုးကိုဆွဲဖြတ်သွားပြီးပျောက်ကွယ်သွားတယ်2စက္ကန့်ခွဲကြာတေးစိတ်တိတ်ဆိတ်မှုအပြီးလူတိုင်းအံ့အားသင့်နေတဲ့တယောက်ကဓာပါလဲလို့ပြောတယ်ဓာသမားကပြန်တန်းနိုင်တယ်တယောက်ကအော်တယ်ဒီလောက်ကြီးတဲ့ဒါဘဲကလာတာလဲဒန်နာကြီးလက်နက်ပစ္စည်းမဟုတ်ဘူးလားထောက်လူငယ်ကစကလုံးမထွက်တော့ဘူးပထမဆုံးအကြိမ်သူ့မှာပြောစရာမရှိတော့ဘူးလီယာကဗလာနေယာကိုပဲငေးကြည့်နေပြီးတီတိုပြောတယ်ဒါကအမိုက်သမားလားပြီးတော့မှောင်မိုက်တော့အုပ်ရဲ့အလဲကိုကျွန်တော်ရောက်နေပြီးရွှေရောင်လင်းနဲ့တောက်ပနေတဲ့အနန္တရာနည်းပညာတွေကိုလွှတ်လိုက်တဲ့ဥတီချက်ဆက်ခုဓာတ်တောင်ဤစင်းသက်ခြင်းမိုးကြိုးတွေတုံခါသွားတဲ့တောအုပ်ကအလွှာလိုက်တောက်ပမှုနဲ့ရစ်ပတ်သွားတဲ့10ကီလိုမီတာကွာကထောက်လူငယ်ဖွဲ့တောင်ဖီအားနဲ့ပြိုလဲလူနီးပါဖြစ်သွားတဲ့အသက်ရှူဖို့ခက်လာတယ်ပြီးတော့အကန့်အသတ်မဲ့စွမ်းရင်ကစူဝေးပြီးမျက်စိလန့်စေတဲ့စက်ဝိုင်းကြီးတစ်ခုဖြစ်လာတဲ့နားပြင်းစေတဲ့အတန်နဲ့အတူမှောင်မိုက်တော့အုပ်တစ်ခုလုံးပြိုကွဲသွားတဲ့ချက်ချင်းစိတ်ငြိမ်သွားတဲ့ထောက်လူငယ်ကရှုပ်ထွေးနေပြီးဘာဖြစ်သွားတာလဲလို့ပဲပြောနိုင်တယ်သူ့အဖွဲ့ကအလဲကိုသွားတဲ့အခါတောအုပ်တစ်ခုလုံးအလောင်းတွေနဲ့ဖုံးလွှမ်းနေတာတွေ့ရတယ်တတဝါအလောင်းတွေနေရာတိုင်းမှာတက်ရှိတတဝါတကောင်တောင်မကျန်ဘူးထောက်လူငယ်ကတုံးလုံးချုံနေပြီးရက်နေတယ်သူကလမ်းကိုမြင်နေစားသားရမိုးထဲကိုတက်နေတော့အဲ့ဒီခိုင်မှာစစ်မြေပြင်တစ်ခုလုံးကအလွန်မင်းတက်ဖြတ်မှုအငွေတက်နဲ့ပြည့်နေတယ်သူ့စိတ်ထဲမှာအတွေ့တစ်ခုပဲလဲနေတယ်ဒီလိုကမောက်ကမဖြစ်မှုကြတဲ့သူအသက်ရှင်နိုင်မလား
အဲ့ဒီအချိန်မှာပဲလူတိုင်းရဲ့စိတ်ထဲမှာမြေအောက်ကူသတင်းပို့ချက်တစ်ခုထွက်ပေါ်လာတဲ့စနစ်ကအုံနောက်ထဲကိုဓာတ်ရိုက်ထိုးသွင်းလိုက်တယ်လို့ပဲတဦးရဲ့ရှင်းလင်းမှုအောင်မြင်ဒဏ္ဍာရီလက်နက်ပစ္စည်းချင်းမြင့်ခံရအဲ့ဒီစာကြောင်းတစ်ကြောင်းတွေကအကုန်လုံးကိုအေးခဲစေတယ်မြေအောက်ကူတွေကလူတွေအဖွဲ့ချုပ်ပြင်ပကနိုင်ငံသားတွေအကုန်လုံးရုပ်တုတွေလိုဖြစ်သွားတယ်အချိန်ရက်သွားတယ်လို့ပဲနောက်တစ်ချက်မှာအဖွဲ့ချုပ်တစ်ခုလုံးထိတ်လန့်တုန်လှုပ်မှုနဲ့ပောက်ကွဲသွားတဲ့အကြောင်းကလွန်ခဲ့တဲ့အနှစ်20ကစီးမြင့်တွေစတင်ပြီးကတည်းကဒီနေ့အထိတူညီတဲ့အဆင့်မြေအောက်ကူကိုတဦးရဲ့ရှင်းလင်းတာတစ်ခုမှမရှိခဲ့ဘူးဒီနေ့မဖြစ်နိုင်တဲ့အရာကဖြစ်သွားတဲ့အဖွဲ့ချုပ်ရဲ့ဒဏ္ဍာရီလူကြီးတွေနဲ့ကြီးမားတဲ့မိသားစုတွေချက်ချင်းအရေးပေါ်ကောင်စီတွေခေါ်ယူလာကြတဲ့အားလုံးကဒီဒဏ္ဍာရီတိုက်ခိုက်ရေးသမားကိုပဲသူအရင်စုဆောင်းရမလဲပြိုင်နေကြတယ်အဲ့ဒီဘက်မှာတော့မြေအောက်ကူရဲ့အတွင်းနဲ့ထဲမှာထောက်လူငယ်ဖွဲ့ကကျွန်တော်ကိုမြင်တယ်ဗိုလ်ကြီးရဲ့အလောင်းနားမှာရက်နေတယ်အနားဘက်လည်းမှာအစင်းနှိမ့်လက်နက်ပစ္စည်းတွေပဲပြန့်ကျဲနေတယ်အရန်တာမန်ပုံပဲဘယ်သူမှမတန်တရားဖြစ်ဘူးကျွန်တော်မြေအောက်ကူကိုတဦးရဲ့ရှင်းလင်းပြီးဒဏ္ဍာရီလက်နက်ပစ္စည်းရထားတာကိုအကြောင်းကအဲ့ဒါကလုံးဝကွယ်ဝှက်ထားပြီးဘာထောက်ထားမှမပြတယ်ထောက်လူငယ်ကခြေလက်နှစ်လက်နဲ့ကျွန်တော်အနားရောက်လာပြီးဓာတ်ပေါ်ကနေဘလို့ပြန်တန်းခဲ့တာလဲလို့မေးတယ်ကျွန်းတောနှက်ခမ်းကတွန့်သွားတယ်သူ့ကိုလှောင်ပြောင်ခြင်းစိတ်ကိုခက်ခက်ခဲခဲထိန်းထားရတယ်သူကအမြဲတမ်းငါ့ကိုအောက်တန်းကြကြမြင်တယ်ဒါပေမဲ့အခုတော့ကက်တွေကိုဖွင့်ပြဖို့မလိုသေးဘူးကျွန်တော်အေးဆေးပဲပြန်ပြောတယ်ငါမှတပြန်တမ်းမှုအတွက်အရေးချင်းရှိတယ်လို့ထင်ရတယ်လူတိုင်းမျက်နှာရွေးကြတယ်ဘယ်သူမှဒီလိုအရေးချင်းကြောင်းမကြားဘူးဒါပေမဲ့ဘယ်သူမှဆက်မမေးဘူးကဘာမှထူးဆန်းတဲ့စွမ်းရည်တွေမရှားပါဘူးထောက်လူငယ်ကဗိုလ်ကြီးရဲ့အလောင်းကိုညှို့ပြီးလမ်းမင်းလာလို့မေးတယ်ကျွန်တော်ခေါင်းခါပြငါ့ကိုကြည့်လိုက်မင်းထက်ငါဘလို့ပိုအားကောင်းနိုင်မလဲလို့ပြောတယ်တကယ်ကျက်စင်မျိုးနွယ်ဆိုတဲ့စကားနဲ့သူတို့မျက်နှာတွေယွန်းရှာစရာအဖြစ်ချက်ချင်းပြောင်းသွားတယ်ထောက်လူငယ်ကမစင်စားပဲဒါဆိုရင်သူပြန်နိုင်တယ်ပေါ့ဒါကြောင့်ဘာဖြစ်လဲအဲ့ဒါကတကယ်စွမ်းအားမဟုတ်သေးဘူးလို့ပြောပြီးလှည့်ထွက်သွားတယ်နှစ်ရက်ခွဲကြာမှကျွန်တော်မှောင်မိုက်တော့အုပ်ရဲ့ဝင်ပေါက်ကိုရောက်တယ်ကျွန်တော်အိတ်ထဲကပစ္စည်းအကုန်နဲ့ကျွမ်းကျင်မှုစာအုပ်တွေကိုဈေးပေါ်ပေါ်နဲ့ရောင်းပစ်လိုက်တဲ့စာအုပ်တအုပ်ပဲထားတယ်နှင်ခဲထားအမှုပညာ9ရက်အကြာမှာကျွန်တော်အဆင့်50မြေအောက်ကိုမိတောင်တရားကိုဝင်နေအဲ့ဒါကပထမအဆင့် professional တွေတောင်အသေးအပြောက်အများဆုံးနေရာလို့သတ်မှတ်ခံရတယ်အဲ့ဒီမှာတတဝါတွေအဆင့်50နဂါးတွေနေရာတိုင်းမှာတေမျိုးစေနိုင်တဲ့ပတ်ဝန်းကျင်ဒုတိယနဲ့တတိယအဆင့်ဖွဲ့တွေတောင်ဒီမှာအကြီးအကျယ်ဆုံးရှဒုံမှုတွေကြုံရတဲ့အပြင်ဘက်မီတာကွာမှာပြောင်မြောက်တဲ့အဖွဲ့တစ်ဖွဲ့စောင့်နေပြီးသားတတိယအဆင့် professional 3ယောက်ဦးဆောင်နေတဲ့ခန်းနာတဲ့အဖွဲ့သူတို့ရဲ့လက်နက်ပစ္စည်းတွေတောက်ပနေတယ်ကျွန်တော်ရုတ်တရက်အလင်းတန်းတစ်ခုနဲ့သူတို့အနားမှာပေါ်လာတဲ့အဖွဲ့တွေကမိန်းကလေးကခံမှန်းတယ်ကျွန်တော်ရဲ့လက်နက်ပစ္စည်းကတာမန်ပုံပဲကျွန်တော်အဆင့်က15ပဲသူမစဉ်းစားတယ်အဆင့်15လူတယောက်အဆင့်50မြေအောက်ကူကိုဘယ်လိုဝင်နိုင်မှာလဲသူမကတာမန်လူမဟုတ်ဘူးသူမကဆိုဖီအဖွဲ့ချုပ်ရဲ့အားကြီးဆုံးအိမ်တော်ဖြတ်စတဲအဲလီယက်မျိုးနွယ်ရဲ့အကြီးဆုံးသမီးထောက်လူငယ်လိုပဲဒွိချက်စင်မျိုးနွယ်သူမရဲ့လက်နက်ပစ္စည်းတစုံတန်ဖိုးကရွှေရှစ်တန်းဒါပေမဲ့သူမအတွက်အဲ့ဒီပမာဏကဘာမှမဟုတ်ဘူးကျွန်တော်သူမနဲ့ကောင်းကောင်းစကားမပြောရသေးဘူးစစ်တီတယောက်ကကျွန်တော်ရင်ဘက်ကိုလက်ညှိုးနဲ့ထိုးပြီးမာနာကြီးရဲ့မျက်နှာနဲ့ကောင်းလေးရှင်တန်ဖို့ညှင်းငွေ့နေပြီလားမင်းကိုဒီကိုဘယ်သူခေါ်လာတာလဲလို့ပြောတယ်ကျန်တဲ့သူတွေလည်းချက်ချင်းလှောင်ပြောင်လာကြတယ်ကျွန်တော်ငြိမ်နေပြီးစိတ်ထဲမှာအမြန်ဆုံးလမ်းကြောင်းကိုတွက်ချက်နေတယ်တရားကိုရှင်းဖို့ဆိုဖီကိုကြည့်ပြီးသူမကတာမန်လို့ထင်မိတယ်ဒါပေမဲ့ကျန်တဲ့သူတွေကစူညံမှုတက်တက်ပဲအဲ့ဒီအချိန်မှာစစ်တီကပြန်អော်တယ်နားမကြားဘူးလားစကားမပြောတတ်ဘူးလားအဲ့ဒီလိုဆိုရင်မင်းကိုထာဝရထွက်ခွာသွားအောင်ငါကူညီနိုင်တယ်ပြီးတော့သူကလက်နဲ့ချောင်းသုံးသားကိုလွှဲချတယ်သူတို့ရဲ့ရှူထောက်မှာစင်းရဲသားတွေကတန်ဖိုးမရှိဘူးလူတက်မှုကဒဏ်ငွေလေးပဲလူတိုင်းကကျွန်တော်ကိုတေသွားပြီလို့မြင်နေကြတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာလူတိုင်းရဲ့မေးရိုးတွေကျသွားတယ်သူတို့မျက်လုံးတွေထွက်ကြလူနီးပါး6ယောက်လုံးအေးခဲသွားတယ်ကျွန်တော်မိုးတဲကိုတက်ပြီးဓာတ်ကအထက်ကိုပြစ်တက်သွားတယ်တိမ်တွေကိုဖောက်ထွက်သွားတယ်ချက်ချင်းပဲကျွန်တော်မိတောင်တရားရဲ့ထိပ်ပေါ်မှာရက်နေတယ်နှင်းခဲတာအမှုပညာကအခုနှင်းခဲစွမ်းအင်ဒါစိတ်တဘောအဖြစ်စင်ကဲပြောင်းလဲသွားပြီးဒီစွမ်းရည်ကဒီနေရာအတွက်တီးတန့်ဖန်တီးထားသလိုပဲလွှဲချတစ်ချက်နဲ့10ကီလိုမီတာအထိအေးခဲသွားတယ်ကျွန်တော်နီးပညာတွေကိုတစ်ခုပြီးတစ်ခုလွှတ်လိုက်တယ်တရားတစ်ခုလုံးရဲ့အပူချိန်ပြိုကျသွားတဲ့ဥတီချက်တိုင်း10ကီလိုမီတာအထိအေးခဲနေတဲ့မြေဖြစ်သွားတယ်။10မိနစ်အလိုကမီးထဲမှာရုန်းကန်နေတဲ့သူတွေအခုနှင်းခဲထဲမှာတုံလုံးနေတယ်။အဲ့ဒီအချိန်မှာပဲလူတိုင်းရဲ့စိတ်ထဲမှာသတင်းပို့ချက်တစ်ခုထပ်ရောက်လာတယ်။တဦးရဲ့ရှင်းလင်းမှုအောင်မြင်ဒဏ္ဍာရီလက်နက်ပစ္စည်းချင်းမြင့်ခံရအဖွဲ့ချုပ်ကနောက်တစ်ခါထိတ်လန့်သွားပြန်တဲ့6ယောက်လုံးအပေါ်ကိုကြည့်ပြီးကျွန်တော်ကိုတိမ်တွေအောက်မှာရက်နေတာမြင်ကြတယ်။သူတို့စိတ်ထဲမှာကြောက်ရွံ့မှုဝင်လာတဲ့အဆင့်15ဓာသမားကမိတောင်တရားကိုတဦးလေးရှင်းလင်းလိုက်တာမဖြစ်နိုင်ဘူးလို့သတ်မှတ်ခံရတာပဲ။ Elias မျိုးနွယ်ရဲ့ထိတ်တန်းတပ်ဖွဲ့တွေတောင်မကြိုးစားဝင်ဘူး။ဆိုဖီကတိတ်ဆိတ်စွာရက်ပြီးကျွန်တော်ကိုကြည့်နေတယ်ဆွဲလန်းမှုနဲ့လေးစားမှုရောနှောနေတယ်လို့အဖွဲ့ချုပ်ကဘာတွေဖြစ်နေလဲပြန်စဉ်းစားတယ်။မှောင်မိုက်တော်အုပ်နဲ့မိတောင်တရားနှစ်ခုလုံးရဲ့ရှင်းလင်းသူကိုတဲလွန်ဆမရှိဘူး။အဖွဲ့ချုပ်ရဲ့ဒဏ္ဍာရီလူကြီးတွေနဲ့ကြီးမားတဲ့အိမ်တော်တွေအရေးပေါ်ကောင်စီတွေပြန်ခေါ်ကြတယ်ဒါပေမဲ့ဘယ်သူမှမသိဘူးရှင်းလင်းမှုနဲ့ခုလုံးကလူတစ်ယောက်တည်းလောက်တာဆိုတာအဲ့ဒီလူကအဆင့်15ပထမအဆင့်ဓာသမားဆိုတာအဲ့ဒီညနေခင်းမိသားစုညစာစားပွဲမှာအဖေကထောက်လူငယ်ရဲ့ပကံထဲကိုအစားထည့်ပေးပြီးစစ်အကယ်ဒမီစာမှုပွဲအတွက်အားပေးနေတဲ့ထောက်လူငယ်ကအပြည့်အဝယုံကြည်မှုနဲ့သူကရှာပါတွီတက်စင်မျိုးနဲ့လေးကျွန်တော်ကိုလုံးဝလစ်လူရှူထားတဲ့အမေကတိတ်တိတ်လေးကျွန်တော်ပကံထဲအသားထည့်ပေးတယ်ဒါပေမဲ့အဖေကဖယ်ပစ်လိုက်တယ်သူကလူကြီးပဲလေးစားမှုပြတဲ့တယ်လို့ပြောပြီးထောက်လူငယ်ကိုဆက်ထောက်ခံတယ်ကျွန်တော်တိတ်ဆိတ်စွာကြည့်နေပြီးအတွင်းထဲမှာခါတိမှုခံစားရတယ်ပြီးတော့ကျွန်တော်တိုးတိုးလေးကျွန်တော်လည်း
စာမွေးပွဲဖြစ်မယ်လို့ပြောတယ်အဖေကနာချေပြီးမင်းငါ့ကိုအဆက်ရစေဖို့ကြိုးစားနေတာလားလို့ပြောတယ်အတွင်းထဲမှာတခုခုကျိုးသွားတယ်ကျွန်တော်အေးဆေးပဲပြောတယ်ကျွန်တော်သွားမယ်ဘယ်သူမှမတားနိုင်ဘူးနောက်ပြန်မလဲပဲထွက်ပြီးအဲ့ဒီကနေထွက်သွားတယ်နောက်ကနေအဖေရဲ့အတန်မင်းရဲ့တတိဆိုတဲ့အတန်အမေကချက်ချင်းကြားဝင်ပြီးအခြေအနေကိုသဘောကျအောင်လုပ်တယ်နောက်ဆုံးအဖေကဒေါသနဲ့ပြန်ထိုင်သွားတယ်အခန်းတစ်ခုလုံးတင်းမာမှုတွေနဲ့ပြည့်နေတဲ့ကိုအခန်းကိုရောက်တော့လဲသူတို့နှစ်ယောက်စကားပြောတာကိုစက်ကြအားနေရတဲ့အဲ့ဒီစကားတွေကကျွန်တော်အိမ်ရေးကိုလုံးဝပြတ်စေတယ်သူတို့ကလီယာရဲ့မိသားစုနဲ့အကုန်စီစဉ်ပြီးသားထောက်လူငယ်မြင့်မြတ်တဲ့စစ်အကယ်ဒမီကိုဝင်တာနဲ့သူတို့ရဲ့စစ်ဆက်ပွဲကိုတရားဝင်ကြီးညာမယ်ဒီအကြောင်းကကျွန်တော်စိတ်ထဲမဝင်ဘူးသူမကကျွန်တော်ရဲ့စစ်ဆက်ထားသူဖြစ်ရမှာဒါပေမဲ့အခုကျွန်တော်ညီဖြစ်သူရဲ့ဇနီးဖြစ်တော့မယ်နောက်နေ့ကျေပြရဲ့အစိပ်ပိုင်းတီးတီးကနေចောင်းသားတွေဗဟိုစစ်အကယ်ဒမီရဲ့တကားဝမှာစုဝေးကြတယ်ထောက်လူငယ်နဲ့ကျွန်တော်နှစ်ယောက်စလုံးရှိတယ်အဲ့ဒီအချိန်မှာတာယာတဲ့အတန်တစ်ခုထွက်ပေါ်လာတယ်ထောက်ဒီကိုဆိုဖီကစက်တရရှိရှိလမ်းလာတယ်သူမအနားမှာအယ်လီယက်မျိုးနွယ်ရဲ့ကိုရန်တော်တွေရှိတယ်ကျွန်တော်ကိုမြင်တာနဲ့သူမခဏအိတ်ခဲသွားတယ်မင်းလာထောက်လူငယ်ကအံ့အားသင့်ပြီးဆိုဖီမင်းသမီးမင်းကျွန်တော်အကိုတိလာလို့မေးတယ်အဲ့ဒီအချိန်မှာဆိုဖီကကျွန်တော်ထောက်လူငယ်ရဲ့အကိုဖြစ်မှန်းသိသွားတယ်အဲ့ဒီခိုက်မှာပဲနောက်ထပ်တောက်ပတဲ့အတန်တစ်ခုလီယာကပြေးလာပြီးထောက်လူငယ်ရဲ့လက်မောင်းကိုကင်တယ်ကျွန်တော်အချိန်မဖြုံးပဲချက်ချင်းလှည့်သွားတယ်ဒီရွှေကိုလိုက်တဲ့မိမကိုမကြည့်ချင်ဘူးပြီးတော့ကျွန်တော်မျက်လုံးတွေဆိုဖီနဲ့စုံတယ်သူမကကျွန်တော်ကိုစူးစမ်းလိုစိတ်နဲ့စောင့်ကြည့်နေတယ်သူမစိတ်ထဲမှာစဉ်းစားမိတယ်အဆင့်18ဓာတ်သမားဒါပေမဲ့မိတောင်တရားမှာအဆင့်15ပဲရှိတယ်တူရဲရှင်းလင်းမှုလဲအဲ့ဒီအချိန်မှာပဲဖြစ်ခဲ့တယ်ပြီးတော့အဲ့ဒီတွေးကသူ့ဘာသာသူပျောက်သွားတယ်ယူတုဆရာအဆင့်18မာတာမဖြစ်နိုင်ဘူးလီယာကကျွန်တော်ကိုလှောင်ပြောင်တဲ့အမူအရာနဲ့ကြည့်တယ်မင်းလဲလာတယ်ပေါ့စစ်အကယ်ဒမီကိုဝင်နိုင်မယ်လို့မင်းတကယ်ထင်တာမဟုတ်ဘူးနော်ကျွန်တော်သူမကိုကြည့်ပြီးအေးဆေးပြောတယ်မင်းနဲ့မဆိုင်ဘူးငါ့ကိုအောက်တန်းကြကြကြည့်ဖို့မင်းပဲသူလဲထောက်လူငယ်ကထိတ်လန့်သွားတယ်ရန်ဖြစ်မှာဆိုလို့ကြားဖြတ်ပြောတယ်လုံလောက်ပြီးမင်းတို့နှစ်ယောက်သူကလီယာရဲ့လက်ကိုဆွဲပြီးမှတ်ပုံတင်ကောင်းတာစီခေါ်သွားတယ်ကျွန်တော်အေးဆက်တဲ့အပြုံးနဲ့နောက်ကနေလိုက်တယ်မှတ်ပုံတင်ရရှိကကျွန်တော်စာရွက်စာတယ်တွေ့နဲ့အဆင့်18ကိုကြည့်ပြီးရွှေရှာစွာလက်ပြတယ်ကောင်းလေးဒါကဗဟိုစစ်အကယ်ဒမီမှတ်ပုံတင်ကြီး3000ရွှေကျွန်တော်တိတ်ဆိတ်စွာ3000ရွှေကိုထုတ်ပြီးစပွဲပေါ်တင်လိုက်တဲ့အရာရှိကနည်းနည်းအားအသင့်ပေမဲ့ဘာမှမပြောဘဲစာရွက်စာတမ်းတွေဖြည့်ပေးတယ်ထောက်လူငယ်ကကျွန်တော်မှတ်ပုံတင်ထားမှန်းတောင်သတိမထားမိဘူးဒါပေမဲ့ဆိုဖီကကျွန်တော်လှုပ်ရှားမှုတိုင်းကိုသတိထားနေတဲ့3000ရွှေကတာမန်လူတွေအတွက်ကြီးမားတဲ့ပမာဏထောက်လူငယ်တောင်မိသားစုထောက်ပံ့မှုယူခဲ့ရတယ်ဒါပေမဲ့ကျွန်တော်ချီတုံချတုံမလုပ်ပဲပေးလိုက်တဲ့ဆိုဖီရဲ့စိတ်ထဲမှာတန်တရားတွေတိုးလာတယ်ဒါကရိုးရိုးလူမဟုတ်ဘူးမှတ်ပုံတင်ပြီးတာနဲ့စာမွေးစတင်တဲ့ဗဟိုရင်ပြင်မှာအဆင့်3ဆက်ထင်ရောင်ထင်မှမြေအောက်ကူတစ်ခုချထားတယ်ဒီမှာတကယ်အနေမရှိဘူးတရဝါတွေကိုတက်ပြီးအောင်ဖို့ပဲကိုယ်စလဲလောင်းတွေတယောက်ချင်းဝင်တဲ့300ထဲက12ယောက်ပဲအောင်မြင်တဲ့စစ်ဆေးသူကဒီနှစ်အတုပ်ကအားနေတယ်လုံးမှတ်ချက်ချတယ်ပြီးတော့ထောက်လူငယ်က80တယ်သူ့ရဲ့တွေးချက်စင်မျိုးနွယ်နဲ့မြေအောက်ကူထဲမှာအတားအဆီးမရှိသလိုရွေလျားတယ်မိနစ်အနည်းငယ်အတွင်းမှာပဲဘိုးကြီးခန်းကိုရောက်ပြီး10မိနစ်အောက်မှာဘိုးကြီးကိုအနိုင်ယူတယ်လူအုပ်ကအော်ဟစ်ပွဲချင်းပြိုင်သွားတယ်။ Elias ထောက်ခံသူတွေပျော်ရွှင်သွားတယ်။အခုကျွန်တော်အလှည့်နောက်ဆုံးလှည့်အရာရှိကကျွန်တော်ကိုအားနေတယ်လို့ထင်ပြီးနောက်ဆုံးမှထားတယ်။ထောက်လူငယ်ကကျွန်တော်တကယ်မှတ်ပုံတင်ထားတာကိုမြင်ပြီးအံ့အားသင့်သွားတယ်။ဆိုဖီရဲ့မျက်လုံးတွေမှာမျောလင်းချက်နဲ့ရှုပ်ထွေးမှုနှစ်ခုစလုံးလီယာကတယောစွာထောက်မင်းမိဘတွေမင်္ဂလာပွဲငွေကိုဒီလူပေါ်မှာဖြစ်ခဲ့တာလားလို့ပြောတယ်။စစ်ဆေးသူကကြဲကြဲကြီးညာတယ်။နောက်ဆုံးကိုယ်စလဲလောင်းလက်မျိုးနွယ်ဓာသမားအဆင့်18လူအုပ်ကရေတံတွေနဲ့ပောက်ကွဲသွားတယ်လူတိုင်းကဒါဟာတလို့ထင်တဲ့အဆင့်18ဓာတ်မလက်နက်ပစ္စည်းမပါပဲအဆင့်3ဆက်မြေအောက်ကူမှာအခွင့်အရေးမရှိဘူးကျွန်တော်တိတ်ဆိတ်စွာမြေအောက်ကူထဲဝင်နေမှောက်မိုက်တော့အုပ်လို့ထင်အောင်ထင်မှားပုံရိပ်မြူတွေနဲ့ပြည့်နေတယ်ကျွန်တော်ချီတုံချတော့မလုပ်ပဲရှေ့ဆက်တယ်နောက်တစ်ချက်မှာတောအုပ်တစ်ခုလုံးအော်ဟစ်တန်တွေနဲ့ပြည့်သွားတယ်ညက်ထောင်ပေါင်းများစွာမိုးထဲပြန်တက်သွားတယ်ကျွန်တော်ပုံရိပ်ကမှုံဝါသွားတယ်စနစ်အနှောက်အယှက်ဖြစ်နေတယ်လို့ကြံတဲ့အရာအကုန်ကကြည်လင်နေတယ်ပြပြီးတော့တောအုပ်ရဲ့အတွင်းနဲ့ထဲမှာမျက်စိလန့်စေတဲ့အလင်းတစ်ခုပေါက်ကွဲထွက်လာပြီးထင်အောင်ထင်မှားတစ်ခုလုံးရေလွှမ်းသွားတယ်နောက်တစ်ချက်မှာနားပြင်းစေတဲ့အတန်တစ်ခုလှိုင်းလုံးကရင်ပြင်းတစ်ခုလုံးကိုပြန့်နှံ့သွားတယ်စက္ကန့်အနည်းငယ်ကြာမှထင်အောင်ထင်မှားမြေအောက်ကူတစ်ခုလုံးလုံးဝပျောက်ကွယ်သွားတယ်ကျွန်တော်အဲ့ဒီမှာရက်နေတဲ့လက်တွေကကြောနောက်မှာတောက်ပတဲ့အလင်းနဲ့ကွင်းတစ်ခုလုံးပေါက်ကွဲသွားတယ်ဖေဟာသူမြေအောက်ကူတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တာလူတွေအံ့အားသင့်ပြီးဒါကရှင်းလင်းမှုလို့တတ်မှတ်လို့ရမှာလားတယောက်ကဒီနည်းပညာကပါလဲလို့မေးတယ်မိုးကွဲအောင်မြေကြီးကွဲအောင်ထောက်လူငယ်ကကျွန်တော်ကိုမေးကြည့်တယ်နှုတ်ခမ်းတွေတင်းတင်းပိတ်ထားအမိုက်သမားတယောက်ဒါကိုဘယ်လိုလုပ်နိုင်မှန်းနားမလည်ဘူးသူ့ဘာသာသူယုံကြည်အောင်ကြိုးစားတယ်တိုက်ဆိုင်မှုပဲတွေးချက်စင်မျိုးနွယ်နဲ့ရှင်းလို့မရဘူးလီယာတုံးလုံးချော်ရက်နေတယ်သူမပါဆက်ကအတန်မထွက်ဘူးဆိုဖီကကျွန်တော်ကိုကြည့်ပြီးသူမရဲ့မျက်လုံးတော့ဒီထဲမှာလေးစားမှုရှင်းရှင်းလင်းလင်းတွေ့ရတယ်ဒါပေမဲ့ဘယ်သူမှမသိဘူးကျွန်တော်ဒုတိယအဆင့်20ကိုရောက်နေပြီဆိုတာမိတောင်တရားရှင်းလင်းပြီးနောက်ကျွန်တော်ရဲ့အတွေ့အကြုံနဲ့လက်နက်ပစ္စည်းတွေတိတိတတ်တာတိုးလာတဲ့အပေါ်ကနေဒဏ္ဍာရီလိမ္မော်ရောင်အဆင့်လက်နက်ပစ္စည်းကစွမ်းအားကိုထပ်မြောက်ပေးတဲ့စစ်ဆေးသူကတုံးလုံးချော်ပြီးဓာတ်သမားတစ်ယောက်ကဒီလိုစွမ်းရှိနိုင်တာလားလို့ပြောတယ်နောက်ဆုံးကြေညာတယ်စာမွေးပွဲပြီးဆုံးပနာမရွေးချယ်စီရင်ဆုံးဖြတ်ပြီးနောက်အဆင့်အတွက်3လပေးထားတဲ့စီမင်းကရှင်းတဲ့စတုထအဆင့်အောက်ကုံအလိုလျောက်ဖယ်ရှာ
ငါခံရမယ်ထောက်လူငယ်ကကျွန်တော်နားလာတယ်သူမျက်နှာပေါ်မှာထူးဆန်းတဲ့အပြုံးဂုံယူပါတယ်လန်ဒါပေမဲ့ဒါကပနာမအစင်ပဲ3လအတွင်းစတုထအဆင့်ရောက်ဖို့မျှော်လင့်နေပြီးရင်ဘသူအားကောင်းလဲဆုံးဖြတ်နိုင်မယ်သူ့ရဲ့ယုတ်တိရှင်းပါတယ်သူ့နောက်မှာအားကောင်းတဲ့မိသားစုနဲ့ကိုယ်ပိုင်နည်းပြဆရာတွေရှိတယ်ဒါကြောင့်သူ့အတွက်စတုထအဆင့်ကအာမခံထားတယ်လို့ပဲဒါပေမဲ့ကျွန်တော်ကိစ္စမှာမယုံနိုင်တော့တဲ့တိုက်ပွဲဆွမ်းရှိပေမဲ့ဘယ်ကြီးမားတဲ့အိမ်တော်မှဂျပန်သားသမားတစ်ယောက်ပေါ်ယင်းနှိမ့်မြုပ်နှံခြင်းမှဒါမဟုတ်ဘူးဒါကကျွန်တော်ရဲ့အကြီးဆုံးအားနည်းချက်ကျွန်တော်ဘာအဖြေမှမပေးဘူးအဲ့ဒီအချိန်မှာသတင်းထောက်တွေလူအများကြားကဝိုင်းလာတာကိုသတိထားမိတယ်ကျွန်တော်မျက်ခုံးကိုကျုပ်ပြီးအချိန်မဖြုံးပဲတပြန့်တမ်းမှုနဲ့ချက်ချင်းမိုးလေးပြန်တက်သွားတယ်လူအုပ်တစ်ခုလုံးပောက်ကွဲသွားတယ်သူဘယ်သူလဲသူပြန်နေတယ်ဒါကမိလောင်တရားကလူပဲလားဒါဆိုရင်သူ့ကိုတဖျားဖွဲ့ပေးတဲ့ဆိုဖီကကျွန်တော်ထွက်သွားတာကိုကြည့်တယ်သူမမျက်နှာပေါ်မှာရှုပ်ထွေးတဲ့အမူအရလေးစားမှုရှုပ်ထွေးမှုစူးစမ်းလို့စိတ်ရောနှောနေတယ်သူမစိတ်ထဲမှာအတွေ့တစ်ခုပဲလဲနေတယ်ဒီလောက်ဆွမ်းရှိတဲ့လူတစ်ယောက်ဘလို့တည်ရှိနိုင်မှာလဲပြီးတော့သူ့အကြောင်းဘယ်သူမှဘာကြောင့်မသိရတာလဲထောက်လူငယ်ရဲ့ဒေါသစူပွက်နေတဲ့လက်သီးတွေတင်းဆုပ်ထားသူ့အတွက်လက်မခံနိုင်စရာသူ့မျိုးနဲ့နောက်ခံကြတဲ့မှာလန်နဲ့နောက်ကျကြံခဲ့တာစောင့်စမ်း3လအတွင်းကွာဟချက်ကိုပြမယ်စာမေးပွဲကွင်းပြင်ကထွက်လာတော့ကျွန်တော်အထူးပျော်မနေဘူးရှေ့မှာ3လပဲရှိတယ်နောက်အဆင့်ထိစတုထအဆင့်ရောက်ဖို့လိုတယ်ဆိုလိုတာကမရက်မနာအဆင့်တက်ဖို့ကျွန်တော်ရရှိထားတဲ့လက်နက်ပစ္စည်းတွေကိုရေးတွက်တယ်ခရမ်းရောင်အဆင့်10,425ခုအပြ658ခုစိမ့်ပြ85ခုအစိမ်း9ခုလိမ္မော်ရောင်2ခုအများစုကခရမ်းရောင်နဲ့အပြကိုပဲသုံးကြတယ်ခရမ်းရောင်ဒုတိယအဆင့်ပစ္စည်းကရာကနန်းရွှေနဲ့ရတယ်အပြကထောင်ကနန်းစိမ့်ပြကတောင်းကနန်းအရန်ရှာပါတယ်စုပေါင်းကျွန်တော်ပိုင်ဆိုင်မှုကရွှေတန်းကျော်တာပေမဲ့ကျွန်တော်အာယုံကဒဏ္ဍာရီပစ္စည်းနှစ်ခုပေါ်ပဲမှောင်မိုက်လေးလိမ္မော်ရောင်အဆင့်တိုက်ခိုက်အား1000တိုက်ခိုက်မြန်နှုန်း60ဝေဖန်မှု20တန်ချက်ထိုးဖောက်မှု20အော်တိုဆက်ကီမှောင်မိုက်ရိုးစုတွေရန်သူကိုအမှောင်ထဲမှာချုပ်နှောင်ထားတဲ့ဈေးကွက်မှာတန်မိုးက10တန်းရွှေထက်ရှိတယ်လေးသမားတွေဒါအတွက်တိုက်ခိုက်ကြတယ်ဒုတိယကမီမင်လာ orange ရန်အတက်ပါဝါ1000အတက်စပီ90 critical 20 armor penetration 20 auto ဆက်ကီမီတောက်300တပါစကန်ကို true damage လက်ပယ်နဲ့အတူတိုးတယ်ဒါကမီးနဲ့လောင်နေတယ်ဒါကကဘာမှာအရန်ရဲအိုင်တန်ကျွန်တော်ကိုယ်တိုင်တောင်နည်းနည်းအံ့အားသင့်တယ်ကလီယာနှစ်ခုစလုံးက legendary ဝီပုံတော့ရေးရတယ်မှောင်မိုက်လေးနဲ့မီမင်တာကန်ကတကယ်ကောင်းတယ်လေးကကျွန်တော် class နဲ့မကိုက်ဘူးဒါကြောင့်ရောင်းဖို့စဉ်းစားတယ်အကုန်စင်ပြေရင်တန်းနဲ့ချီတဲ့ရွှေပိုင်ရှင်ဖြစ်သွားမယ်ဒေတာအရအတော့ချမ်းသာတဲ့ငွေကျွန်တော်အတွက်ပတ်စံကလွဲလာတယ်လို့ခံစားရတယ်ဒါပေမဲ့ကျွန်တော်အတွက်ပဲတခြားလူတွေကဒန်ဂျွန်ရှင်းဖို့ဂီတွေနဲ့ပါတီတွေလိုအပ်တယ်အသုံးစရိတ်ကအရန်များတယ်အိမ်ပြန်ရောက်တော့အဖေအမေနဲ့ထောက်လူငယ်သတင်းကြည့်နေတာတွေ့တယ်မျက်နှာပြင်ပေါ်မှာမျက်နှာမပေါ်တဲ့လူတစ်ယောက်မိုးထဲပြန်နေတယ်သူ့ရဲ့စွမ်းအားကြောင့်တောင်တန်းတစ်ခုလုံးပြသွားတယ်အမေကအံ့အားသင့်ပြီးမယုံနိုင်စရာလှိုင်းလုံးကျွန်းတစ်ခုတည်းနဲ့အကုန်ပြက်စေတယ်လို့ပြောတယ်အဖေကပထမဆုံးအကြိမ်လေးစားစွာသူ့စွမ်းအားကနားလည်ဖို့ခက်တယ်လို့ပြောတယ်ကျွန်တော်အဲ့ဒီမှာအေးခဲသွားတယ်စောင့်ဒါငါပဲထောက်လူငယ်ကစိတ်လှုပ်ရှားစွာငါအဲ့ဒီမှာရှိတယ်ငါသူ့ကိုမြင်တယ်အရန်ယူတွတ်တယ်မင်းရောက်ရင်အုံနောက်လဲသွားမယ်လို့ပြောတယ်သူကသူ့ကိုယ်သူရဲကောင်းလို့ပြောနေတယ်ကျွန်တော်နားထောင်ပြီးရဲရမလားတိတ်နေရမလားမသိဘူးတကဘာလုံးကကျွန်တော်ကိုဓာဖျားဆိုတဲ့အမည်နဲ့သိပြီးကျွန်တော်ကိုယ်တိုင်ဒုတိယလက်ပဲရှိသေးတယ်အဖေကအလေးနဲ့ပြောတယ်တသက်မှာဒါမျိုးမမြင်ဘူးရွှေရောင်တန်းကျွန်းကိုဆိုလိုကလီယာတာကနားလဲဖို့ခက်တယ်ထောက်လူငယ်ကဆက်ပြောတယ်ကျွန်တော်မင်းတော့ကဒါဖျားတယောက်ကဒီတစ်ခုလုံးနဲ့ညီမျှတယ်လို့ပြောတယ်သူ့ကိုစူဆောင်းရတဲ့သူထိတ်ဆုံးရောက်မယ်သူဝမ်းနေတယ်သူ့ကိုရနိုင်ရင်ကျွန်တော်စိတ်ထဲမှာစဉ်းစားတယ်ဒါကစမ်းသက်ချက်တစ်ခုပဲဒါ1000ကိုစမ်းသက်ကြည့်တာပဲအခု Federation တစ်ခုလုံးငါ့ကိုရှာနေတယ်အဲ့ဒီအချိန်မှာထောက်လူငယ်ကဂုံယူစွာအမေဖေးကျွန်တော် War Academy ရဲ့ preliminary selection အောင်ပြီလို့ပြောတယ်အားလုံးပျော်သွားကြတယ်ကျွန်တော်ငြိမ်သက်တဲ့အတန်နဲ့ကျွန်တော်လည်းအောင်တယ်လို့ပြောတယ်အဖေကချက်ချင်းငေးကြည့်တယ်ဓာသမားတယောက်ဘလို့အောင်နိုင်မှလဲချိတာများလားသူ့အတွက်ဓာသမားဆိုတာအသုံးမဝင်တဲ့လူကျွန်တော်စိတ်ထဲမှာဒေါသနဲ့တိတ်ဆိတ်မှုတွေပြည့်နေတယ်ကျွန်တော်အေးဆေးပြောတယ်အဲ့ဒီမှာရှိတဲ့သူကိုမေးကြည့်လူတိုင်းရဲ့မျက်လုံးတွေထောက်လူငယ်စီရောက်သွားတယ်ဒါပေမဲ့သူကတိတ်သွားပြီးမျက်နှာလွှဲလိုက်တယ်အဖေကအောင်ယုံနဲ့မပြီးဘူးဓာသမားကဒီအိမ်အတွက်မထိုက်တန်ဘူးလို့ပြောတယ်အမေကကြားဖြတ်ပြောတယ်လန်လဲအောင်တယ်ဒါပေမဲ့အဖေကဒေါသထွက်တယ်ဒီလိုမျိုးနွယ်ကပတ်စံပဲစားတယ်ငါတို့အနာဂတ်ကထောက်မယ်တူအဲမေဂျီယန်ရှိတဲ့သူ့အတွက်ပံ့ပိုးသူတွေရှိပြီးသားဒီမြင်ကွင်းကကောင်းကင်နဲ့မြေကြီးလိုပဲကျွန်တော်နှလုံးသားကကြောက်တုံးလိုကျသွားတယ်အဖေအတွက်ကျွန်တော်တန်ဖို့ဒါလောက်ပဲလားဒါကိုစဉ်းစားပြီးအတွင်းထဲမှာတစ်ခုခုကျိုးသွားတယ်ဒါပေမဲ့အဲ့ဒီကျိုးမှုထဲမှာမီးတစ်ခုလောင်ကျွမ်းလာတယ်ကျွန်တော်ကိုတိတ်ဆုံးဖြတ်တယ်ငါဟိုးဝါအကယ်ဒမီကိုသွားမယ်ဖို့လက်ပဲရောက်မယ်တယောက်တည်းဘသူအကူညီမှမပါပဲအဲ့ဒီခိုက်မှာပဲအိမ်ကထွက်ဖို့ဆုံးဖြတ်လိုက်တယ်ကိုပိုင်ခန်းကားပြီးရောက်ထဲနေမဲ့စက္ကန့်တိုင်း training နဲ့လက်ပဲအပ်ဖို့မြုပ်နှံမယ်ဒီမာနေတာကညှဉ်းပန်းမှုတက်ပဲအဲ့ဒီအချိန်မှာထောက်လူငယ်ကပျော်ရွှင်စွာနောက်ထပ်သတင်းတစ်ခုကြေညာတယ် Elias family ကသူနဲ့ contract ချုပ်ဆိုပြီး mission တစ်လုံးလဲ gift ပေးတယ်သူကမိသားစုတစ်ခုလုံးကိုအဲ့ဒီကိုမူးဖို့ကမ်းလှမ်းတဲ့အဖေရဲ့မျက်နှာပေါ်မှာပျော်ရွှင်မှုပေါ်လာတယ်ကျွန်တော်အေးဆေးပြောတယ်ကျွန်တော်မလိုက်ဘူးအမေကစိတ်ပူပြီးကျွန်တော်ကိုကြည့်တယ်အဖေကကြားဖြတ်ပြောတယ်ကောင်းပြီဒီအိမ်ဟောင်းမှာတန့်အင်းရေးလှုပ်စေလိုက်နောက်နေ့မနက်စောကျွန်တော်အမြန်ထွက်လာတယ်အာမောအိုင်တန်တွေရောင်းပြီး move ဖို့ less jury business ဒီစတိတ်ကိုသွားတယ်ကျွန်တော်ကိုကမှောက်မိုက်လေးကိုရောင်းဖို့အတွင်းကိုဝင်လိုက်တာနဲ့ professional uniform နဲ့ lady တယောက်ကျွန်တော်နားလာတယ် by all set သူမနာမည် Ruby စိန်ခံရက်ကွက်ရဲ့ manager သူမကကျွန်တော်ကိုဟတ်တူးတိုးစောင့်ကြည့်တယ်သူမစိတ်ထဲမှာစင်ဘက်
evolution ရန်မင်း1000 go out ကလို့ inexperience wasting time လာတာပဲကျွန်တော် AC ပြောတယ် armor item ဆဲတယ် Ruby နည်းနည်းရှုပ်သွားတယ်သူမယုံရက်ခတ်နေပုံ ordinary ကလို့နဲ့ armor item ရောင်းတယ်လို့ပြောတဲ့သူမကမေးတယ်ကျွန်တော်မျက်ခုံးနည်းနည်းပင့်ပြီးကျွန်တော်စီမှာ orange ရန် legendary armor item ရှိတယ် handle နိုင်မလားလို့ပြောတယ်ဒါကိုကြားတာနဲ့ Ruby ရဲ့ expression ပြောင်းသွားတယ်စာ please VIP room ကိုလာပါဖြူမိနစ်အကြာမှာကျွန်တော် VIP room မှာထိုင်ပြီး coffee drink နေတယ် Ruby က legendary armor item ဆိုတာကဘာမှာကောက်လို့ရတဲ့အရာဆိုတာမယုံနိုင်သေးဘူးပြီးတော့ကျွန်တော်မှောင်မိုက်လေးကိုထုတ်တယ် dark energy wave တစ်ခုလုံးကိုကာပါသွားတယ်အခန်းယွန်းလိုက်တင်သွားတယ်လို့ Ruby ကကြည့်ပြီးအိုင်မခွာနိုင်ဘူးစရင်အတွေ့အကြုံတွေကိုဖတ်တာနဲ့သူမအံ့အားသင့်မှုတိုးလာတယ်ဒီလိုလိမ္မော်ရောင်လက်နက်မျိုးမရှိခဲ့ဘူးသူမစိတ်ထဲမှာစဉ်းစားမိတယ်မနေ့ကမှမှောင်မိုက်တော့အုပ်ရှင်းသွားတယ်ဒါကဓာဖျားများလားသူမကကျွန်တော်ကိုအသေးချာကြည့်တယ်တိတ်လေးအတီးပြုချက်တောင်းနေတယ်လို့ဒါပေမဲ့ကျွန်တော်ငြိမ်နေတဲ့ဓာဖျားအမည်ကိုအခုထုတ်ဖော်ဖို့ကကျွန်တော်အတွက်အနေရများတယ်ဒါကြောင့်ကျွန်တော်အေးဆေးပြောတယ်တခြားသူတယောက်အတွက်ရောင်းတာ Ruby ရှုပ်သွားတယ်ဓာဖျားသူမကျွန်တော်ကိုပြန်ကြည့်ပြီးအတွင်းထဲမှာတန်တရားဝင်တဲ့သူမအမြင်ရကျွန်တော်အသက်20လောက်ပဲရှိပုံဒီလိုစွမ်းအားကမဖြစ်နိုင်ဘူးသူမတိုးလေးဒါဆိုရင်ဆရာကသူ့ကိုကိုယ်တိုင်သိမှာပေါ့လို့ပြောတယ်ကျွန်တော်အေးဆက်တဲ့အတန်နဲ့မင်းနဲ့ဘာဆိုင်လဲဝယ်မလားမဝယ်ဘူးလားပြော Ruby ကချက်ချင်းပြန်ထိန်ပြီးတောင်းပန်တဲ့သတင်းအချက်လက်တစုံတရာပေါက်ကြားမှာမဟုတ်ဘူးလို့ကတိပေးတယ်လေလံပွဲလဲစီစဉ်ပေးမယ်လို့ပြောတယ်ကျွန်တော်ကောင်းပြီလို့ပြောတယ် Ruby ကလေးကိုယူပြီးထွက်သွားတယ်သူမထွက်သွားတာနဲ့ကြွအနော်နောက်ထပ်ပစ္စည်းတွေထုတ်တဲ့အစိမ်းကနေပလက်တီနမ်အဆင့်ထိထောင်ပေါင်းများစွာသောလက်နက်ပစ္စည်းတွေစပွဲပေါ်မှာပုံထားတယ် Ruby ပြန်လာတဲ့အခါသူမမျက်လုံးတွေကျဲသွားတယ်သူမအတွက်ဒဏ္ဍာရီပစ္စည်းကဒဏ္ဍာရီဖြစ်ခဲ့တယ်ဒါပေမဲ့ဒီပုံတစ်ခုလုံးကဈေးကွက်ရဲ့အခြေခံတန်ဖိုးက10တန်းရွှေအထက်လွယ်လွယ်ကူကူရှိတယ်အခု Ruby ကကျွန်တော်ကိုလုံးဝချားနာတဲ့မျက်လုံးနဲ့ကြည့်တယ်သူမကျွန်တော်ကိုအစကအထုတ်မပစ်လိုက်တာကောင်းသွားတယ်ဒီလောက်ကြီးမားတဲ့ကော်မရှင်လက်လွတ်သွားမှာသူမကတာမန်လက်နက်ပစ္စည်းတွေအမြန်ရောင်းရမယ်လို့ပြောတယ်ဒါပေမဲ့မှောင်မိုက်လေးကအချိန်ယူရမယ်ပြီးတော့သူမထွက်သွားတယ်ကျွန်တော်တယောက်တည်းထိုင်ပြီးကိုပိုင်ပစ္စည်းတချို့ထုတ်တယ်မီးတောက်ရင်ပတ်ချက်မီးတောက်တူးစစ်မီးတောက်တန်ခမောက်မီးတောက်အစုံလင်တစ်ခုလုံးမီးမင်းသားနဲ့ပေါင်းဆက်လိုက်တဲ့အခါကျွန်တော်အတွင်ပြင်အစပေါင်းများစွာပိုကောင်းသွားတယ်အခုကျွန်တော်အဝတ်စုံမဟုတ်တော့ဘူးတကယ် professional ပုံပေါက်နေပြီးကျွန်တော်ဒုတိယအဆင့်ကိုရောက်ပြီးဆိုလိုတာက professional အမြအားစုထက်ပိုမြင့်တယ်ကျွန်တော်တက်ဖြတ်ရေးနည်းပညာတွေသုံးရင်တတိယအဆင့်တိုက်ခိုက်ရေးသမားတွေနဲ့တောင်တိုက်နိုင်တယ်ကျွန်တော်အပြင်ကိုထွက်တယ်ဟေးမတွေ့တာကြပြီးနောက်ကနေအတန်တစ်ခုဈေးကြီးတဲ့ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ကျွန်တော်နားလာပြီးပြုံးပြီးကျွန်တော်ပခုံးပေါ်လက်တင်တယ်သူ့မျက်လုံးတွေကကျွန်တော်ဝတ်ကိုကြည့်ပြီးချက်ချင်းယွန်ရှာသွားတယ်သူ့နာမည်မာဗင်အထက်တန်းကျောင်းကအတန်းဖော်သူနဲ့ကောင်းတဲ့မညံတွေမရှိဘူးကျောင်းတုံးကကျွန်တော်မှချမ်းသာတဲ့ရေးစားတစ်ယောက်ရှိတယ်မာဗင်ကတထေးသားတဲ့ရောက်နေပေါင်းပြီးကျွန်တော်ကိုလှောင်ပြောင်နေတဖြည်းဖြည်းကျွန်တော်ကိုဆက်ဆံရေးကနေဖယ်ထုတ်လိုက်တယ်ဒါပေမဲ့သူတို့ရဲ့အစီအစဉ်လည်းမအောင်မြင်ခဲ့ဘူးမိန်းကလေးကဘသူ့ကိုမှစိတ်မဝင်စားခဲ့ဘူးမာဗင်ကတငယ်ချင်းတယောက်ကိုတစ္ဆာဖောက်ခဲ့ပေမဲ့ဘာမှမရခဲ့ဘူးအခုသူ့အောင်မြင်မှုကအချက်တစ်ခုပေါ်မှာပဲမူတည်တယ်သူကအဲ့ဒီတထေးသားလေးနဲ့ကပ်နေတယ်သူပြုံးပြီးကိုတကယ်ဂယုစိုက်တယ်ကူညီခြင်းနဲ့တထေးသားလူကတ်ကမင်းမိုနာကိုမင်းသူမနဲ့မထိုက်တန်ဘူးလို့ပြောရင်တစ်နှစ်ကိုတန်းနဲ့ချီတဲ့အလုပ်ရမယ်လို့ပြောတယ်လို့ပြောတယ်ကျွန်တော်မျက်လုံးတွေကိုဖြင်းညင်းစွာကျင်းလိုက်တယ်ဘလောက်ထူးဆန်းလဲအေးဆက်တဲ့အတန်နဲ့နောက်ပြန်လှည့်တယ်ခုလောက်ဆိုလုံးလောက်ပြီးမာဗင်ကနောက်ကနေပြန်ပြောတယ်လီယိုမင်းမိုနာအကြောင်းစဉ်းစားနေသေးလားသူမဘလောက်အားကောင်းလာလဲဆိုတာမင်းတီလာလူကတ်နဲ့သူမနှစ်ယောက်စလုံးစတုထအဆင့်ရောက်ပြီး2လအတွင်းမြင့်မြတ်တဲ့စစ်အကယ်ဒမီစာမေးပွဲဖြေမယ်မင်းနဲ့ငါကတာမန်လူတွေပဲမတူတဲ့ကဘာသူဆက်ပြောတယ်လူကတ်ကိုရှီခိုးတန်းချီတဲ့ရွှေရမယ်ကျွန်တော်အေးဆက်တဲ့ရေတန်လေးနဲ့မေးလိုက်ငါတွားရတဲ့ခွေးမဟုတ်ဘူးလို့ပြောတယ်ငါမရောက်မှုဆိုတာမြင်တော့မာဗင်ကလက်လျှော့ပြီးဟန်ဆောင်ဝမ်းနေနဲ့ဘလောက်ဝမ်းနေစရာလဲလို့ပြောတယ်အဲ့ဒီအချိန်မှာသူ့အတွင်းရေးမှုကရှေ့ထွက်လာတယ်မာဗင်မစ္စတာမှောင်မိုက်လေးလေလံပွဲစတင်တော့မယ်အမြန်သွားရမယ်ကျွန်တော်နည်းနည်းအံ့အားသင့်တယ်ဒီလေးကဈေးကွက်ထဲမကြသေးခင်မှရောက်သေးတယ်ဒီလောက်မြန်မြန်ကြီးမားတဲ့အဖွဲ့အစည်းတွေရဲ့အာယုံကိုဆွဲထားတယ်ဆိုလိုတာကမာဗင်ကလီမျိုးနွယ်အတွက်ဒီလက်နက်ကိုရဖို့လာတယ်သူကမာနာကြီးစွာဘယ်ဈေးနဲ့မဆိုရမယ်လို့ပြောတယ်ပြီးတော့ကျွန်တော်ကိုကြည့်ပြီးမင်းကိုဒဏ္ဍာရီလက်နက်ပစ္စည်းဆိုတာဘာလဲဆိုတာပြဖို့ခေါ်သွားမယ်လို့ထင်တယ်ဒါပေမဲ့ဟုတ်ပြီလို့ပြောတယ်ကျွန်တော်ရဲ့တန်ကိုခက်ထိန်းရတယ်ဒီလူကငါကိုယ်တိုင်ရောင်းနေတဲ့လက်နက်ကိုတွားကြည့်တော့မယ်ကျွန်တော်အပြုံးလေးနဲ့ VIP အခန်းကိုပြန်သွားတယ် Ruby ကကျွန်တော်ကိုမြင်တာနဲ့ပျော်သွားတယ်လီယိုမစ္စတာမှောင်မိုက်လေးလေလံပွဲနိုင်ဝက်အတွင်းစတင်မဲ့ဝဲလက်ကြီးတွေအများကြီးလာနေတယ်သူမစိတ်လှုပ်ရှားမှုကအရန်ပြင်းထန်တယ်သူမရှိမှယတနာကြီးတစ်ခုထိုင်နေတယ်လို့ပဲခဏကြာမှVIP အခန်းရဲ့မျက်နှာပြင်ပေါ်မှာဓာတ်ရိုက်လီလံပွဲစတင်တဲ့ဈေးနှုန်းအကုန်လုံးအချိန်နဲ့တပြေးညီပြနေတယ်။မှောင်မိုက်လေးရဲ့စတင်ဈေးက10တန်းရွှေတစ်ခါတိုးတိုင်း9သိန်းရွှေ Elias အဖွဲ့က17တန်းနဲ့စတင်ပြီးမကြခင်13.5တန်းအထိရောက်တယ်ပြီးတော့မြန်နှုန်းနေသွားတယ်တယောက်က15တန်းပေးတယ်ပြီးတော့အကုန်တိတ်သွားတယ်ကျွန်တော်ကြည့်တယ် Great Lee ဆိုတဲ့အုပ်စု Marvin ရဲ့ဈေးကျွန်တော်အပြုံးလေးပေးတယ်ကျွန်တော် Ruby ကိုငါကိုယ်တိုင်ဈေးပေးလို့ရမလားလို့မေးတယ် Ruby ကခဏထိတ်သွားတယ်နီးပညာအရရတယ်ဒါပေမဲ့ဘယ်သူမှမတိုးရင်မင်းကိုယ်တိုင်ဝယ်ရမယ်ကော်မရှင်လည်းပေးရမယ်လို့ပြောတယ်
ကျွန်တော်မရက်ဖဲ19တန်း5သိန်းလို့ပြောတယ်ရူဘီကအံ့အားသင့်တယ်မင်းတကယ်လုံနေတာလားလို့မေးတယ်ကျွန်တော်အေးဆေးပြောတယ်တင်လိုက်မျက်နှာပြင်ပေါ်မှာဈေးက15တန်းကနေ19.5တန်းကိုရောက်သွားတယ်လေလံခမ်းမတစ်ခုလုံးအေးခဲသွားတယ်လို့ပဲဘသူမှမှောက်မိုက်လေးကိုဒီလောက်ဈေးကြီးမှတ်မထားဘူးရူဘီကစိတ်ပူလာတယ်ဘသူမှမတိုးရင်ရောင်းသူကကော်မရှင်အများကြီးပေးရမယ်အခြား VIP အခန်းမှာမာဗင်ကဒေါသနဲ့ဖြူသွားတယ်ငါ့ကိုဘသူတိုးနေတာလဲသူ့ကိုလီမျိုးနွယ်ကနေလက်နက်ပြန်ယူလာဖို့ရှင်းရှင်းလင်းလင်းအမိတ်ပေးထားတယ်အခုမသိတဲ့ပြိုင်ဘက်ကဈေးကိုအရန်မြင့်တင်လိုက်တယ်သူနှစ်ချီစုဆောင်းထားတဲ့ငွေတွေအနေနဲ့ကြားရောက်နေတယ်ကျွန်တော်မျက်နှာပြင်ကိုတေချာကြည့်တယ်နောက်ဆုံးစက္ကန့်တွေမှာနံပါတ်က20တန်းမှာရက်သွားတယ်ကျွန်တော်ဖြင်းချင်းစွာအသက်ရှူထုတ်တယ်ရူဘီကအံ့အားသင့်ပြီးဘသူတိုးမယ်ဆိုတာမင်းဘယ်လိုသိလဲလို့မေးတယ်ကျွန်တော်လှုပ်ဝက်ဆန်းကျဲတဲ့အပြုံးလေးပဲပေးတယ်လေလံပွဲပြီးတဲ့အခါရူဘီကအစီရင်ခံစာပေးတယ်ပစ္စည်း1000ကျော်73တန်း4500ရရွှေလေလံပွဲကနေ20တန်း10%ကော်မရှင်တို့စုစုပေါင်း30တန်း4500ရရွှေအကောင့်ထဲရောက်တဲ့စက္ကန့်အနည်းငယ်အကြာမှာငွေလွှဲမှုကြီးအတီးပြုတ်သွားတဲ့အခုကျွန်တော်စီမှာအိမ်ဝယ်လောက်တဲ့ငွေရှိပြီဒါပေမဲ့ကျွန်တော်ပထမဆုံးကုန်သွယ်ရေး platform ဖွင့်ပြီးရှားပါကျွမ်းကျင်မှုစာအုပ်တော့အုပ်ဝယ်တယ်ဓာတ်ဖြည့်စည်းခြင်းအမှုပညာအနန္တရစွမ်းရင်ပြီးရင်ဒါကဓာတ်နတ်ဆိုဤကခုံခြင်းအဖြစ်ပြောင်းသွားတဲ့အချိန်တိုအတွင်းစွမ်းအားကို200%မြင့်ပေးတယ်ကျွန်တော်နှလုံးသားခုန်လာတယ်ဒီလိုစွမ်းရည်အတွက်လူတွေတိုက်ခိုက်ကြတယ်ရှေ့ဆက်စင်ကဲပြောင်းလဲမှုအဆင့်လည်းရှိတယ်1000%အထိတက်နိုင်တယ်ကျွန်တော်အလုပ်ပြီးအင်ဂျီရက်ကွက်ကိုသွားတယ်ရွှေ10တန်းနဲ့အင်ဂျီတစ်လုံးဝယ်လိုက်တယ်အယောင်မြတို့သမီးကအဲ့ဒီမှာပဲအံ့အားသင့်ရက်နေတဲ့အိမ်တစ်ကိုကြည့်ပြီးရုတ်တရက်အမေကိုဖုန်းဆက်ချင်စိတ်ပေါက်လာတဲ့တစ်ဖက်မှာမိဖို့ချောင်းတန်မေကနည်းနည်းစိတ်ပူပုံရတယ်တနေ့လုံးကျွန်တော်ကိုဆက်သွယ်မရဘူးကျွန်တော်ခဏရက်တယ်အင်ကြီးအကြောင်းပြောရမလားအဲ့ဒီအချိန်မှာနောက်ကနေအဖေတန်ဒီသားပြောက်နေတဲ့ကောင်လေးဆိုတဲ့အတန်ကျွန်တော်မျက်နှာနည်းနည်းအေးသွားတယ်သူတို့ကထောက်လူငယ်နဲ့အင်ကြီးကိုပြောင်းပြီးသားကျွန်တော်အစားတောက်နဲ့နေစရာအလုပ်ရပြီးနှစ်ခွဲစာချုပ်ရှိတယ်အဲ့ဒီမှာနေမယ်စိတ်မပူပါနဲ့နောက်မှတွေ့မယ်လို့ပဲပြောတယ်ဖုန်းချလိုက်တယ်ကျွန်တော်ဗလာနန်ရန်ကိုကြည့်ပြီးအတွင်းထဲမှာနှက်ဆိုင်နဲ့တိတ်ဆိတ်မှုပြီးတော့ကျွန်တော်မျက်လုံးတွေထဲမှာခိုင်မာမှုဝင်လာတဲ့မြင့်မြတ်တဲ့စစ်အကယ်ဒမီရဲ့ပါရမီရှင်တွေနဲ့တိုက်ပွဲကစိတ်ဝင်စားစရာကောင်းလိမ့်မယ်လူကတ်လီမူနာထောက်အားလုံးအဲ့ဒီမှာရှိကြမယ်ဆိုလိုတာကကျွန်တော်ပုံမြန်ပိုအားကောင်းဖို့လိုတယ်ကျွန်တော်တစ်ချက်မှမဖြုံးပဲအင်ကြီးကထွက်ပြီးတစေတော့အုပ်မြေအောက်ကူသွားတယ်ဒါကဒုတိယအဆင့်မြေအောက်ကူမိတောင်တရားထပ်ဖို့အနေရများတဲ့အတွင်းမှာတတဝတိုင်းဒုတိယအဆင့်အုပ်ချုပ်သူကကျွန်တော်စွမ်းအားကိုမြင်ပြီးအတွင်းကိုဝင်ခွင့်ပေးတယ်အပြင်မှာဒုတိယအဆင့်ကျွမ်းကျင်သူရနဲ့ချီရက်နေတယ်လူတိုင်းရဲ့စွမ်းအားကအရန်ပြင်းထန်တယ်မိတောင်တရားကိုတောင်သေးသွားစေတယ်ဒါပေမဲ့ဒီမှာဒုတိယအဆင့်ကအပြင်ဘက်အဆုံးပဲအလဲဆုံးမာတတိယအဆင့်မြေအောက်ကိုရှိတယ်တစီတော့အုပ်ကပေါင်းဆက်မြေပုံပဲအုပ်ချုပ်သူကကျွန်တော်ကိုကြည့်ပြီးအပြုံးလေးပေးတယ်ကျွန်တော်ဘာလုပ်တော့မလဲဆိုတာကြည့်နေတယ်လို့ပဲဒီလောက်အားနေတဲ့ဒုတိယအဆင့်ကောင်လေးဒီကနေထွက်သွားရင်ကောင်းမယ်မဟုတ်ရင်အစာဖြစ်သွားမယ်ကျွန်တော်ချီတုံချတော့မလုပ်ပဲညင်းလိုက်တယ်တစီတော့အုပ်မှာဒုတိယအဆင့်ပစ္စည်းတွေရဲ့အမြင့်ဆုံးကျဆင်းနှုန်းရှိတယ်အဲ့ဒီမှာဓာတ်နှလုံးသားလည်းရနိုင်တယ်ဒါကကျွန်တော်စွမ်းအားကိုထက်မြက်စေမဲ့အရာအုပ်ချုပ်သူကတန်တရားဝင်ပြီးကျွန်တော်ကိုအားကောင်းတဲ့အဖွဲတစ်ဖွဲမှာခန့်အပ်လိုက်တဲ့အတွင်းဝင်ဖို့အတိအကျ9ယောက်ဖွဲ့လို့တဲ့ချွင်းချက်မရှိသူတို့ကျွန်တော်ကိုမြင်တာနဲ့မျက်နှာတွေချက်ချင်းမဲ့သွားတဲ့အုပ်ချုပ်သူကငါတို့နဲ့အားနဲ့ကောင်လေးကိုတွဲပေးလိုက်တာကျွန်တော်သူတို့ရဲ့စွမ်းရင်ကိုမြ мян အကဲဖြတ်တယ်အားကောင်းတဲ့ဒုတိယအဆင့်တိုက်ခိုက်ရေးသမားတွေ1250အထက်ကျွန်တော်ဒုတိယအဆင့်ကိုမှရောက်တာကွာဟချက်ကအရန်ကြီးတယ်လူငယ်တယောက်ကလေးကိုပခုံးပေါ်တင်ပြီးစိတ်တူစွာဒါပါလဲဟာတာလားငါတို့နဲ့တည်နေတဲ့အလေးကိုတွဲပေးလိုက်တာလို့ပြောတယ်ဖုန်ကြီးကယွန်ရှာစွာဒါကအဆင့်20ဝင်ထုတ်ဝင်ဖို့လို့ပြောတယ်သူတို့ကကျွန်တော်ကိုရှစ်တက်မှာစော်ကားနေတယ်ကျွန်တော်မျက်နှာမထိခိုက်ပဲရက်နေပြီးနားလဲတယ်သူတို့ကကျွန်တော်ကိုရည်ရွယ်ချက်ရှိနှိုးဆော်နေတာကျွန်တော်ကိုယ်တိုင်ထွက်သွားအောင်အုပ်ချုပ်သူရဲ့အမိန့်ကိုတိုက်ရိုက်မပြောင်းနိုင်ဘူးကျွန်တော်ဆန္ဒလျောက်ညင်းမရပါမယ်အဲ့ဒီအချိန်မှာ၄ယောက်ကကျွန်တော်ကိုမျက်နှာထားဆူဆူနဲ့ဝိုင်းနေစကားမပြောဘဲဖိအားပေးတယ်ဒါပေမဲ့ကျွန်တော်လုံးဝငြိမ်နေပြီးမလုပ်ဘူးသူတို့အစီအစဉ်ဆွဲတယ်ကျွန်တော်ကိုအတွင်းခေါ်ပြီးနောက်မှထားခဲ့မယ်၄ယောက်ဆိုလုံလောက်တယ်အသက်ရှင်ကျန်ရည်သူဆိုတာသူတို့အတွက်တာမန်ပဲဒါပေမဲ့သူတို့ရဲ့အစီအစဉ်ကကျွန်တော်အတွက်ပြည့်စုံတယ်ကျွန်တော်တယောက်တည်းအလုပ်လုပ်ရတာပိုကြိုက်တယ်ငါတို့မြေအောက်ကူထဲဝင်တာနဲ့သူတို့ကချက်ချင်းစန့်ကျင်ဘက်ဥတီချက်ကိုသွားတယ်ကျွန်တော်လည်းအဲ့ဒါကိုပဲလိုချင်တာအတူပြန်တမ်းမှုကိုအသက်သွင်းပြီးမြန်မြန်ရှေ့ဆက်တယ်ဒုတိယအဆင့်ပစ္စည်းတွေကဗိုလ်ကြီးတွေစီကအများဆုံးကြတယ်ဒါကြောင့်ကျွန်တော်ရီမန်းချက်ကဗိုလ်ကြီးတွေပဲတနာရီကြာမှကျွန်တော်အယိုးတောင်ကိုရောက်တယ်အဲ့ဒီမှာကောလာဟာလာတစ်ခုရှိတယ်အားကောင်းဆုံးဒုတိယအဆင့်ဗိုလ်ကြီးအယိုးဗိုလ်ချုပ်နေတယ်2နာရီခွဲအတွင်းဗိုလ်ကြီး3កောင်ကိုတက်လိုက်တယ်ဒါပေမဲ့အသုံးဝင်တဲ့ပစ္စည်းတစ်ခုမှမရဘူးကျွန်တော်အဆင့်ကဒုတိယအဆင့်40ဖြစ်သွားတယ်အခုစတုထဗိုလ်ကြီးနေရာရှိမှရောက်နေတယ်ဒါပေမဲ့ကျွန်တော်ဝင်တော့မဲ့အချိန်မှာနောက်ကနေခြေတံတွေကြားရပြီးလှည့်ကြည့်တော့လူ9ယောက်ဖွဲ့ရက်နေတယ်ရှေ့မှာလူငယ်1ယောက်ဝန်ထမ်းတောင်နဲ့အပြာရောင်မော်နှလုံးသားနဲ့နောက်မှာအကြီးတန်းမော်ဆရာ1ယောက်အနက်ရောင်ဝေးယုံနဲ့ဒုတိယအဆင့်9ဆက်ရှင်းရှင်းလင်းလင်းနီးပြသူတို့နောက်မှာနောက်ထပ်3ယောက်သူတို့တဲက2ယောက်ကိုကျွန်တော်ကောင်းကောင်းသိတယ်ထောက်လူငယ်နဲ့သူ့အနားမှာလီယာသူမရဲ့လက်မောင်းကိုကင်ပြီးလမ်းလျှောက်နေတယ်ရင်ခုန်စရာလမ်းလျှောက်တယ်လို့ဒီမြင်ကွင်းကိုမြင်တာနဲ့ကျွန်တော်ရင်ဘတ်ထဲမှာနာကျင်မှုလေးတစ်ခုသူမကကျွန်တော်စစ်ဆက်ထားသူဖြစ်ရမှာဒါပေမဲ့အခုတခြားသူနဲ့အဲ့ဒီအချိန်မှာဆိုဖီရဲ့မျက်လုံးတွေကျွန်တော်ပေါ်ကျတယ်သူမမျက်နှာပေါ်မှာအပြုံးလေးကျွန်တော်ကိုယွန်ရှာစွာကြည့်ပြီးဆုံးဖြတ်ထားပြီးသားကျွန်တော်ကအတုံးမဝင်တဲ့ဓာတ်သမားတဲ့
ရောက်ကိုအားကိုပြီးဘာမှမလုပ်နိုင်ဘူးထောက်လူငယ်ပဲတကယ်အားကောင်းတယ်သူ့မှာရှားပါမျိုးနွယ်နဲ့နောက်ခံရှိတယ်ကျွန်တော်လီယာကိုလုံးဝလစ်လူရှုပြီးထောက်လူငယ်ကိုဓာတ်ရိုက်မင်းဒီမှာဘာလုပ်နေတာလဲလို့မေးတယ်ထောက်လူငယ်ကတိတ်နေတယ်ဆိုဖီကအပြုံးလေးနဲ့မျိုးနွယ်ကြီးတဲကအတွေ့အကြုံအတွက်သူတို့ကိုခေါ်လာတာလို့ပြောတယ်ဒါပေမဲ့လီယာကကြားဖြတ်ဆိုဖီမင်းသမီးအမြန်သွားတင်တယ်ဒီအမိုက်သားသမားနဲ့အတူလူတွေမြင်ရင်ဂုံသတင်းပြတ်မဲလို့ပြောတယ်ဒါကိုကြားတာနဲ့ဆိုဖီရဲ့မျက်နှာချက်ချင်းအေးသွားတယ်သူမထက်ထက်မြက်မြက်တိတ်ထောက်မင်းမိမကိုထိန်သူမငါ့ကိုစိတ်တူစေတယ်လို့ပြောတယ်ထောက်လူငယ်ကချက်ချင်းကောင်းကုန်ပြီးလီယာကိုဆွဲကသွားကြိတ်ပြီးဆိုဖီကိုစော်ကားရင်နောက်တရလိမ့်မယ်လို့ပြောတယ်လီယာကအောက်တန်နဲ့ဒီအမိုက်သားသမားနဲ့စကားပြောစရာမရှိဘူးလို့ရေရွတ်နေတယ်ကျွန်တော်တုံ့ပြန်မှုမရှိပဲလှည့်ထွက်တော့မယ်အဲ့ဒီအချိန်မှာနောက်ကနေလူငယ်ဆောက်မှာဆိုတဲ့အတန်အကြီးတန်းမော်ဆရာတယောက်အနက်ရောင်ဝေယုံနဲ့ရှေ့ထွက်လာတဲ့အဖွဲ့ရဲ့အားကောင်းဆုံးနီးပြဒေမီယန်ကျွန်တော်စွမ်းရင်ကိုကြည့်ပြီးချီကျူးစွာဒီလူငယ်ကထူးခြားတဲ့ရှင်းရှင်းလင်းလင်းဒုတိယအဆင့်ရောက်နေတယ်လို့ပြောတယ်ဆိုဖီကအံ့အားသင့်သွားတယ်ရက်အနေငယ်လူကကျွန်တော်ပထမအဆင့်18ပဲရှိခဲ့တာအခုဒုတိယအဆင့်ကိုရောက်နေပြီးထောက်လူငယ်ကအံ့အားသင့်ပြီးကျွန်တော်ကိုကြည့်တယ်ကျွန်တော်ဘလောက်မြန်ကြီးထွားနေမှန်းနားမလည်ဘူးသူကိုယ်တိုင်အရင်မြစ်တွေအများကြီးယူခဲ့ရတယ်ဒေမီယန်ကကျွန်တော်ကို LES မျိုးနွယ်ကိုပူပေါင်းမှုကန့်လန့်တယ်ဒါပေမဲ့ကျွန်တော်တိတ်တိတ်လေးညင်းပြီးလွတ်လပ်မှုကိုကြိုက်တဲ့နှောင်ကြိုးတွေကငါ့ကိုတားတယ်လို့ပြောတယ်ထောက်လူငယ်ကတက်တာရရတယ်လီယာကနှာချေပြီးကျေးဇူးမသိတဲ့လူမိုက်လို့ခေါ်တယ်ဆိုဖီနည်းနည်းစိတ်ပြတ်သွားတယ်ဒါပေမဲ့ဒေမီယန်ကပြုံးပြီးမင်းဒီမှာတယောက်တည်းဘာလုပ်နေတာလဲလို့မေးတယ်ကျွန်တော်ချက်ချင်းရင်းပြီးအတီးပြုတ်တယ်လမ်းကိုကိုယ်တိုင်စီမံတယ်အတူပြန်တမ်းမှုနဲ့သွားတယ်လို့ပဲပြောတယ်ဆိုဖီကနားလဲတယ်ကျွန်တော်အဖွဲကနေခွဲထွက်သွားတာလို့ဒေမီယန်ကမြေပုံတစ်ခုပေးတယ်ကျွန်တော်မငင်းပဲယူလိုက်တယ်မြေအောက်ကူမှာသွားလာမှုကအရန်တုံးဝင်ကျွန်တော်ကျေးဇူးပြုတဲ့အနေနဲ့ခေါင်းငုံပြတဲ့ဆိုဖီကညင်တာစွာနောက်တစ်ခါတွေ့ကြမယ်လို့မျှော်လင့်တယ်လို့ပြောတယ်ဒေမီယန်ကတတိပေးတယ်အမြန်ထွက်သွားပြီးတော့သူတို့ရှေ့ဆက်သွားကြတယ်ထောက်လူငယ်နဲ့လီယာကနောက်ပြန်လှည့်ကြည့်တယ်ကျွန်တော်နည်းနည်းမျက်နှာရွယ်တယ်သူတို့ကအယိုးတောင်ကိုသွားနေတာပြီးတော့ကျွန်တော်မြေပုံဖွင့်ပြီးနောက်ဦးတီချက်ဆုံးဖြတ်တယ် LES မျိုးနွယ်ကတကယ်ရဲ့ရောတယ်ဒီလောက်တန်မိုးရှိတဲ့မြေပုံကိုသူစိမ့်တယောက်ကိုပေးတာသေးတဲ့ကိစ္စမဟုတ်ဘူးကျွန်တော်အမြန်ဆုံးပို့ကြဒီနေရာကိုရှာတယ်မီမတ်စ်ဘရင်ကအယိုးချိုင်းကနေကီလိုမီတာများစွာဝေးဒုတိယအဆင့်တတဝအဆင့်9အဆင့်တစ်ဆင့်ပဲကွာတဲ့အထက်တန်းကျတဲ့ပိုကြီးကျွန်တော်မဆိုင်မတွပဲဓာတ်ပြန်တမ်းမှုနဲ့အဲ့ဒီကိုထွက်သွားတဲ့လမ်းမှာမီမင်းသားကိုခေါ်ပြီးဓာတ်တောင်ဤဆင်းသက်ခြင်းကိုချက်ချင်းလွတ်လိုက်တဲ့အပေါ်ကကျလာတဲ့အေးရမခုတ်ချက်တစ်ချက်ကမြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့ပရွက်စိတ်တွေကိုနှစ်ပိုင်းဖြတ်ပစ်လိုက်တဲ့စွမ်းရည်နဲ့လက်နက်ပစ္စည်းတွေလေးဘက်လေးတန်ပြန့်သွားတယ်နောက်တစ်ချက်မှာမြေကြီးပြင်းထန်စွာလှုပ်ပြီးအောက်ကနေအေယာမပုံတန်းတစ်ခုထွက်လာတယ်။တောင်ငယ်တစ်လုံးလောက်ကြီးတယ်ကျွန်တော်ကိုတက်တက်ကြည့်နေတယ်။သူ့တရဝအုပ်စုတည်နေတာကိုမြင်ပြီးဒေါသတွေပုတ်ပွက်ဆူလာတယ်။ကျွန်တော်သူ့ထက်အားနည်းတယ်လို့ထင်တယ်။ဒီမာနာကြီးမှုနဲ့သူ့ရဲ့တက်ဖြတ်ရေးစိတ်ဆန္ဒရှမ်းကြသွားတယ်။ဒုတိယအဆင့်ရဲ့အားကောင်းဆုံးဘူကြီးအဆင့်9သူ့ရှိမှလူငယ်လေးတစ်ယောက်ရက်နေတယ်။ကျွန်တော်အဲ့ဒီမီမတ်စ်ဘရင်ကိုကြည့်တယ်။သူကအေယာမတိုင်လို့လက်တစ်ဖက်ကိုမြောက်ပြီးကျွန်တော်ကိုချေမုန်းဖို့လာတယ်။ဓာတ်နဲ့ဓာတ်တယ်။ဒါပေမဲ့သူ့စွမ်းအားကကျွန်တော်ကိုခါအထိမြေထဲနဲ့သွားစေတယ်ကျွန်တော်ဓာတ်တောင်ဤဆင်းသက်ခြင်းကိုပြန်သုံးတယ်သူ့လက်ကိုဖြတ်ဖို့ဒါပေမဲ့သူကချက်ချင်းနောက်ဆုတ်ပြီးကျွန်တော်ကိုစောင့်ကြည့်နေတယ်ကျွန်တော်ကိုမြေကနေနှုတ်ပြီးအတူပြန်တမ်းမှုကိုအသက်သွင်းကမိုးထဲပြန်တက်တယ်သူလည်းအံ့အားသင့်သွားတယ်ဒုတိယအဆင့်လူတစ်ယောက်ဘလို့ပြန်နိုင်မှာလဲဒါပေမဲ့သူ့ထဲမှာကြောက်ရွံ့မှုမရှိဘူးထိုင်ချလိုက်ပြီးမိုးထဲခုန်တက်တယ်သူ့မေးရိုးကိုဖွင့်ပြီးကျွန်တော်ကိုမျိုးဖို့ကြိုးစားတယ်အဲ့ဒီအချိန်မှာကျွန်တော်ခန္ဓာကိုယ်ကနေစွမ်းရင်ချမ်းတစ်ခုပေါက်ထွက်လာပြီးသူ့ကိုမြေပြင်ပေါ်ပြန်တွန်းချလိုက်တယ်မီမတ်စ်ဘရင်ပထမဆုံးအကြိမ်တကယ်ထိတ်သွားတယ်ဒီလောက်အားနည်းတဲ့လူတစ်ယောက်သူ့ကိုဘလို့ပြန်တွန်းနိုင်မှာလဲကျွန်တော်ဓာတ်နက်ဆိုးကြီးကခုန်ချင်းကိုအသက်သွင်းပြီးသားကျွန်တော်စွမ်းအားကဆက်တိုးနေတယ်လေကလေးလံလာပြီးဖီအားက area တစ်ခုလုံးကိုပြန်သွားတယ်သူတိသွားတယ်သူ့အသက်ကိုတတ်နိုင်တဲ့တိုက်ခိုက်မှုတစ်ခုလာတော့မယ်ဆိုတာသူကြောက်ပြီးမြေအောက်ကိုပြန်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့ကျွန်တော်အခွင့်အရေးမပေးဘူးတစ်ချက်တည်းသောအေယာမတိုက်ခိုက်မှုဓာတ်တောင်ဤဆင်းသက်ခြင်းမီမတ်စ်ဘရင်တစ်ခုလုံးတောင်တလုံးလိုဘိုးကြီးအလဲကနေကွဲသွားပြီးအထက်တန်းကျတဲ့ဒုတိယအဆင့်ဘိုးကြီးအဲ့ဒီမှာပြိုလဲသွားတယ်ကျွန်တော်အဆင့်ကဒုတိယအဆင့်60ဖြစ်သွားတယ်ကျွန်တော်ပစ္စည်းတွေစစ်ဆေးတယ်လက်နက်ပစ္စည်းတွေအကုန်ပြန့်ကျဲနေတယ်လိမ္မော်ရောင်ပစ္စည်းတစ်ခုနဲ့အဖြူရောင်ပစ္စည်းတစ်ခုရတယ်အဖြူရောင်ပစ္စည်းကကျွန်တော်လိုချင်တဲ့အရာဒါပေမဲ့ဓာတ်နှလုံးသားမဟုတ်ဘူးအဲ့ဒီအချိန်မှာမီးခိုးရောင်ပစ္စည်းတစ်ခုကျွန်တော်လက်စီကိုဆွဲတဲ့ကျွမ်းကျင်မှုစာအုပ်လာသားတစ်ထောင်လူပညာကျွန်တော်မျက်လုံးတွေတောက်လာတယ်ကျွမ်းကျင်မှုစာအုပ်တွေကဈေးကွက်မှာမဖြစ်နိုင်တဲ့လောက်ရှားတဲ့တအုပ်ချင်းတန်ဖိုးကခံမှန်းလို့မရဘူးကျွန်တော်ရဲ့အလိုလျောက်စွမ်းရည်ကသူတို့ကိုစင်ကဲပြောင်းလဲစေနိုင်တဲ့ဆိုလိုတာကတိုက်ရိုက်စွမ်းအားခုန်တက်ဒါပေမဲ့အဲ့ဒီအချိန်မှာအဝေးကအယိုးချိုင်ဦးတီချက်မှာအလင်းတိုင်တစ်ခုမိုးထဲပြစ်တက်သွားတယ်ကျွန်တော်နှလုံးသားရုတ်တရက်လေးလံသွားတယ် LES မျိုးနွယ်ဒုက္ခရောက်နေလားကျွန်တော်ချက်ချင်းတန့်စင်မှခုအစီအစဉ်ကိုစွန့်လိုက်တဲ့အတူပြန်တမ်းမှုကိုအသက်သွင်းပြီးအမြန်ဆုံးအဲ့ဒီကိုထွက်သွားတယ်သူတို့ကကျွန်တော်ကိုကူညီခဲ့တယ်ကျွန်တော်ညီလဲအဲ့ဒီမှာရှိတယ်အယိုးချိုင်အတွင်းကမြင်ကွင်းကငရဲချမှတ်တယ်လို့ပဲအယိုးစုအစီခံထောင်ပေါင်းများစွာရွှေရောင်အကရန်ကိုစက်တိုက်ခိုက်နေတယ်အယိုးပိုချုပ်ကမီတာ100လောက်မြင့်တဲ့တောင်တလုံးလိုရက်နေပြီးသူ့ရဲ့အေယာမအယိုးဓာတ်နဲ့စက်တိုက်ထိုးနှက်နေတယ်တစ်ချက်စီနဲ့မြေကြီးလုတ်ပြီးချိုက်တစ်ခုလုံးတုံခါနေတယ်ဒေမီယန်နီးပြကသူ့အသက်ဆွမ်းအားကိုမိရှုပြီး
အကာရန်ကိုထိန်းထားတဲ့သူ့မျက်နှာဖြူဖက်ဖြူရောဖြစ်နေတဲ့သူကိုယ်တိုင်မသိဘူးအယိုးဘိုချုပ်ကအစင်60ကနေ69ကိုရောက်သွားပြီဆိုတာအခုသူ့ထိန်းချုပ်မှုကနေလွတ်နေပြီးအယိုးစုတွေပိုအားကောင်းလာပြီးလှိုင်းတိုင်းမှာပိုမြင့်တဲ့ရန်သူတွေပေါ်လာတယ်အားကုန်အစွမ်းကုန်အယိုးစုတွေကိုတားဖို့စူးစမ်းနေတယ်လီယာကပြိုလဲလူနီးပါအားနည်းစွာအော်နေတယ်ငါမသေးချင်ဘူးဆိုဖီရဲ့မျက်နှာကမြေဖြူခဲလိုဖြူနေတယ်သူမပထမဆုံးအကြိမ်တကယ်အသက်သေဆုံးမှုအခြေအနေမှာအယိုးစုတက်ကအကာရန်ကိုထက်ခါတိုက်ခိုက်နေတယ်အယိုးဘိုချုပ်ကပျက်စီးမှုတွေတိုးလာနေတဲ့ဒေးမီယန်ကလေးလံတဲ့အသက်ရှူနဲ့ဆိုဖီမင်းသမီးခွင့်လွတ်ပါဒီကိုမခေါ်တင်ခဲ့ဘူးလို့ပြောတယ်ပြီးတော့သူ့အသက်ဆွမ်းအားကိုစတေးဖို့ဆုံးဖြတ်တဲ့သူ့ခန္ဓာကိုယ်ပေါ်မှာအနီရောင်မီးတောက်တွေတက်လာတဲ့အသက်ကိုမိရှုနေတဲ့ဆိုဖီရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေထောက်လူငယ်ကြောက်လန့်စွာကြည့်တယ်လီယာထိတ်လန့်ပြီးအကုန်မေ့နေတဲ့အဲ့ဒီအချိန်မှာချိုက်တစ်ခုလုံးရဲ့အပြင်ဘက်ကနေထူးဆန်းတဲ့အတန်တစ်ခုထွက်လာပြီးလူတိုင်းရဲ့အာယုံကအဲ့ဒီကိုရောက်သွားတဲ့နောက်တစ်ချက်မှာအေယာမတားစွမ်းရင်တဲ့ခုချိုင်အတွင်းကိုဝင်လာတဲ့သူ့နောက်ကနေနောက်တစ်ခုဓာတ်တွေရဲ့မိုးရွာမှုစတင်တယ်ဒီဓာတ်စွမ်းအင်ဖြစ်သွားတဲ့နေရာတိုင်းအယိုးစုတွေဖုံမှုဖြစ်သွားတယ်မိုးတစ်ခုလုံးဓာတ်စွမ်းအင်နဲ့ပြည့်သွားတယ်အဲ့ဒီမုန်တိုင်းအလယ်မှာပုံရိပ်တစ်ခုပေါ်လာတယ်ဓာတ်ပုံမှာလေထဲစီးနေတယ်ဖျားတဆူဆင်းသက်လာတယ်လို့ပဲစစ်မြေပြင်တစ်ခုလုံးအေးခဲသွားတယ်ဒေးမီယန်တောင်အံ့အားတင့်တုံသွားတယ်သူ့တသက်မှာဒါမျိုးမမြင်ဘူးအတန်တစ်ခုထွက်ပေါ်လာတယ်ဓာတ်ဖျားမီးတောင်တရားကဓာတ်ဖျားထောက်လူငယ်ရဲ့မျက်လုံးတွေကျဲသွားတားတယ်သူအဲ့ဒီပုံရိပ်ကိုကောင်းမှတ်မိတယ်ဆိုဖီကအဲ့ဒီပုံရိပ်ကိုကြည့်ပြီးတုံးလုံးချော်နေတယ်အဲ့ဒီစွမ်းအင်ကိုမှတ်မိမလားဒါပေမဲ့ကြောက်ရွံ့မှုနဲ့လေးစားမှုနှစ်ခုလုံးခံစားရတယ်ဓာတ်စွမ်းအင်ကချိုက်တစ်ခုလုံးကိုလွှမ်းသွားပြီးအယိုးစုတက်တစ်ခုလုံးတစ်ချက်တည်းနဲ့ပြတ်သွားတယ်ပြီးတော့အဲ့ဒီပုံရိပ်ကဖြင်းညင်းစွာနီးလာတယ်မျက်နှာရှင်းသွားတဲ့အခါလူတိုင်းအိတ်ခဲသွားတယ်အဲ့ဒါကလန်ဒေးမီယန်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးတုံလာတယ်သူဒီတော့အုပ်ကနေထွက်သွားဖို့ပြောခဲ့တဲ့ကောင်လေးပဲအဲ့ဒီကောင်လေးကတဖျားဖြစ်သွားအားတယ်ထောက်လူငယ်တုံသွားတယ်ဓာကဒါဖျားဆိုရင်သူအစကတည်းကရှုံးနေပြီးလီယာရဲ့မျက်လုံးတွေကျင်းသွားတယ်အဲ့ဒီအမိုက်သားသမားကဒဏ္ဍာရီဖြစ်သွားမှန်းမယုံဘူးသူမအချိန်စရာကိုပြန်မှတ်မိတယ်ဓာဖျားကစစ်ဆက်ပွဲပြတ်တဲ့နေ့မှာပဲပေါ်လာတယ်သူမအတွင်းထဲမှာအစိတ်လိုဒေါသတွေပြည့်သွားတယ်သူရွေချက်ရှိငါ့ကိုအရှက်ရစေနေတာလားဒါတကယ်သူပဲဆိုဖီကလက်နဲ့ပါဆက်ကိုဖုံးလိုက်တယ်သူမပထမဆုံးတွေ့ကလေးကတန်တရားရှိခဲ့တဲ့အခုအဲ့ဒီတန်တရားကအမှန်ဖြစ်သွားပြီးကျန်တဲ့သူတွေလုံးဝတုံလုံးချော်နေတယ်သူတို့ပြန်မှတ်မိတယ်သူစွမ်းအားကဒုတိယအဆင့်ပဲရှိတာဒါပေမဲ့ဒီလောက်ဖြည့်ဆည်းနိုင်တဲ့စွမ်းအားကိုဘလို့ပိုင်ဆိုင်နိုင်မှလဲဒေးမီယန်ခါတီးစွာရဲတယ်။အိုတော့ငါအိုလာပြီးမြင့်မြတ်မှုကိုမှတ်မိဖို့မှားခဲ့တယ်ဒါဖျားကိုပဲထွက်သွားဖို့အကြံပေးလိုက်တယ်သူသွားနိုင်တော့မှသူတို့အသက်ရှင်ကျန်ရစ်ပြီဆိုတာနားလဲတာနဲ့သူကချက်ချင်းအသက်စတေးမှုကိုရက်လိုက်တယ်ကျွန်တော်ချိုင်အတွင်းကိုဝင်တယ်ကျွန်တော်မျက်လုံးတွေအယိုးပူချုပ်ပေါ်ကိုရောက်တယ်အခုကျွန်တော်နားလဲတယ်ဒေးမီယန်ဘာကြောင့်သူ့ကိုမတားနိုင်တာလဲဘိုးကြီးအဆင့်တက်သွားပြီစင်ကဲပြောင်းလဲပြီးရင်ပစ္စည်းကြစင်းလုံးတက်တဲ့နဲ့ဓာတ်နှလုံးသားရနိုင်ကြီးလဲကျွန်တော်မဆိုင်မတော့ပဲဓာတ်တောင်ဤစင်းသက်ချင်းကိုလွတ်လိုက်တယ်ဒီခိုက်မှာကျွန်တော်ဖျားတဆူလိုပဲအေယာမဓာတ်ပေါ်စီးနေတယ်လေးဘက်လေးတန်းမှာစွမ်းရင်ဓာတ်ထောင်ပေါင်းများစွာလဲနေတယ်ပြီးတော့အကုန်လုံးအေယာမတိုက်ခိုက်မှုတစ်ခုတည်းအဖြစ်ပေါင်းစည်းသွားတယ်မီတာရလောက်ရှိတဲ့ခုတ်ချက်အောက်ကိုကျလာတယ်အောက်မှာဆိုဖီကကျွန်တော်ကိုတောက်ပတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်တိတ်ကောင်းတယ်ဒေးမီယန်ကအမြန်အကာရန်ကိုပြန်အားဖြည့်တဲ့လှိုင်းလုံးကတခြားသူတွေကိုမလွင့်ပစ်ဖို့ပြင်းထန်တဲ့အသက်ရှူတစ်ချက်နဲ့အဲ့ဒီအရာမတာကအာကာသကိုဆွဲဖြတ်ပြီးအယိုးပိုချုပ်ပေါ်ကျလာတဲ့သူ့ပတ်လည်ကဓာတ်ငယ်တွေပွားများပြီးအယိုးစုတက်တစ်ခုလုံးကိုလွှမ်းမိုးသွားတဲ့တစ်ချက်တည်းနဲ့မီတာ100ဘိုးကြီးကွဲအပ်လာတဲ့သူ့ခန္ဓာကိုယ်အကွဲသွားတယ်ကျွန်တော်လက်ထဲကမီမင်သားကအရင်ကထက်ပိုအားကောင်းနေပြီးအစစ်နဲ့အတူကျွန်တော်တိုက်ခိုက်အားကထောင်ကနန်းကိုရောက်နေပြီးတစ်ချက်တည်းနဲ့သူ့ရဲ့အသက်3ပုံ2ပုံကုန်သွားတဲ့ဆိုဖီဒီလိုစွမ်းအားကိုဘဲတုံးကားမမြင်ဘူးထောက်လူငယ်လုံးဝပြိုကွဲသွားတယ်သူ့အတွေးတွေပြိုကျနေတဲ့တုံးလုံးချော်ပြီးခန်းနာလိုက်တာလို့ပြောတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအယိုးဘိုချုပ်ကဒေါသနဲ့အော်တယ်သူကအဆင့်တက်လိုက်တာချက်ချင်းမသိနိုင်ဘူးသူ့ဦးကောင်းခွန်ထဲမှာအဖြူရောင်လင်းတစ်ခုပေါက်ကွဲထွက်လာပြီးသူ့ခန္ဓာကိုယ်ကအေယာမစွမ်းအင်လိုင်းနဲ့ကျွန်တော်ကိုနောက်ပြန်ပစ်ချလိုက်တယ်ကျွန်တော်မျက်နှာရွယ်တယ်တေးလူနီးပါးမှတော့ဒီလောက်ဆိုဖီကြောက်ရွံ့စွာအသက်ရှူတယ်ထိတ်လန့်စွာကြည့်ပြီးနားလဲတယ်ဒါကတတိယအဆင့်ဖြစ်တော့မယ်အယိုးဘိုချုပ်ကတောက်ပတဲ့အဖြူရောင်လင်းဖြစ်ပြောင်းသွားတယ်ဒုတိယလကဲ့သို့ပြီးတော့သူ့အယိုးတွေပေါ်မှာအနီရောင်လက်တွေကြီးထွားလာတယ်အနီရောင်သားအရည်ကသူ့ကိုကြီးမားတဲ့ဘလူးဖြစ်စေတယ်ဒေးမီယန်ရှုပ်သွားတယ်ဘာကြောင့်ပြရောင်ဘလူးမဖြစ်တာလဲပြီးတော့သူနားလဲတယ်စင်ကဲပြောင်းလဲမှုမပြည့်စုံဘူးဒါကတဝက်တတိယအဆင့်သူအံ့အားသင့်စွာဒါကဒုတိယအဆင့်ထက်အများကြီးပိုမြင့်တယ်လို့ပြောတယ်ထောက်လူငယ်လဲကြတယ်လီယာဘလာဖြစ်သွားတဲ့ဆိုဖီကတုံရင်အတန်နဲ့ဓာတ်ဖျားသူ့ကိုအနိုင်ယူနိုင်မလားလို့မေးတယ်ဒေးမီယန်ကလေးလံတဲ့အတန်နဲ့ပြောဖို့ခက်တယ်လို့ဖြေတယ်ဆိုဖီရဲ့နှလုံးသားနစ်သွားတယ်ဒါပေမဲ့ကျွန်တော်ငြင်ရက်နေတယ်ကျွန်တော်ထဲမှာကြောက်ရွံ့မှုမဟုတ်ဘူးတိုက်ပွဲဆာလောင်မှုကလောင်ကျွမ်းလာတယ်ဒါကကျွန်တော်လိုချင်တဲ့ပြိုင်ဘက်ပဲကျွန်တော်ဓာတ်နဲ့ဆိုဤကခုန်ချင်းကိုအပြေအဝအသက်သွင်းတယ်အယိုးပိုချုပ်ကသူ့အေယာမထားကိုမြောက်ပြီးတောင်ကွဲစီတဲ့တိုက်ခိုက်မှုကိုလုပ်တယ်ကျွန်တော်အပြေအဝတားတယ်ဒါပေမဲ့သူ့စွမ်းအားကကျွန်တော်ကိုမြေထဲနဲ့သွားစေတယ်မြေကြီးကီလိုမီတာများစွာအကွဲသွားတယ်ဒေးမီယန်ရဲ့မျက်နှာဖြူသွားတယ်သူထင်တယ်အကုန်ပြီးအဆင့်ကွာခြားချက်ကအရန်ကြီးတယ်မြေအောက်မှာကျွန်တော်ရဲ့ကျိုးနေတဲ့အယိုးတွေကိုခံစားရတယ်ဒါပေမဲ့ကိုဆွဲထုတ်ပြီးမိုးထဲပြန်တက်တဲ့ဆိုဖီရဲ့မျက်လုံးတွေတောက်လာတယ်တဖျားကစက်တိုက်နေတော့မဲ့ကျွန်တော်ဓာတ်တောင်ဤဆင်းသက်ခြင်းကိုပြန်လွတ်ပြီးစွမ်းအားအကုန်လုံးကိုမီတာ100ဓာတ်တလက်ထဲကိုဖိသိပ်လိုက်တယ်သူ့ပတ်လည်ကအယိုးစုငယ်တွေဖ
ဖုံမုန်းဖြစ်သွားတယ်ဒေးမီယန်ရဲ့အကာအရံမရှိရင်လူတိုင်းပြန်သွားမယ်ကျွန်တော်နောက်တစ်ခါအပြေးအဝတိုက်ခိုက်ဖို့ပြင်ဆင်တယ်ကျွန်တော်အေယာမာဓာတ်ကိုဗိုလ်ကြီးစီပြစ်လွတ်လိုက်တယ်ဗိုလ်ကြီးကအေးဆက်တဲ့အပြုံးပေးပြီးသူ့ဓာတ်ကိုမြောက်ကတားဖို့လာတယ်မုံတိုင်းတစ်ခုလိုစွမ်းအားတွေစုံပြီးအလဲမှာကြောက်စရာပောက်ကွဲမှုတစ်ခုမီတာ1000ချင်းဝက်မှာအကုန်လုံးပြတ်သွားတယ်အနာကအယိုးစုအစေခံတွေစင်ကြယ်တဲ့စွမ်းရည်ဖြစ်သွားပြီးလေးဘက်လေးတန်မှာမျက်စိလန့်စေတဲ့အလင်းတွေပြန့်သွားတယ်အောက်ကအကာအရံအတွင်းကကြံတဲ့သူတွေခက်ခဲမျက်လုံးဖွင့်နိုင်တဲ့ဆိုဖီရဲ့နှလုံးသားကြုံသွားပြီးတိတ်ဆူတောင်းတယ်လီယာကကြောက်ရွံ့စွာအော်တယ်လမ်းမင်းနိုင်ရမယ်ဒီမှာမတည်ချင်ဘူးသူမကျိန်ဆိုတယ်ငါတို့အသက်ရှင်ရင်မင်းနဲ့လက်ထပ်မယ်ထောက်လူငယ်ကသူမကိုငေးကြည့်တယ်သူ့မျက်လုံးတွေထဲမှာအစိတ်လိုဒေါသသူစဉ်းစားတယ်အနိုင်ရသူနောက်ကိုပြေးတဲ့မိန်းမပဲဒါပေမဲ့အခုသူ့အတွက်အရေးကြီးဆုံးကသူ့အကိုလူတိုင်းအသက်ရှင်မရှင်ကိုဆုံးဖြတ်မဲ့သူဒီအချိန်ထိကျွန်တော်ကန့်သက်ချက်ကိုရောက်နေပြီးတက်ကြွစေတဲ့အားစိတ်အကုန်ရှိပေမဲ့ကျွန်တော်နေတဝက်တတိယအဆင့်ဗိုလ်ကြီးကြားကွာဟချက်ကအရန်ကြီးတယ်ဗိုလ်ကြီးကပင်ပန်းမှုမရှိဘဲတိုက်နေတယ်မကုံနိုင်တဲ့စွမ်းအားရှိတယ်လို့နောက်ဆုံးတိုက်မိမှုမှာကျွန်တော်စွမ်းအားပြိုသွားပြီးလေလုံးပွားသွားတယ်လို့ပြန်ပြီးတောင်ကုန်းတစ်ခုကိုတိုက်မိတယ်ဗိုလ်ကြီးကလေးလံစွာအသက်ရှူတဲ့အနိုင်ရပေမဲ့သူ့စွမ်းအားတဝက်ဆုံးရှုံးသွားပြီးသူ့ထဲမှာဒီလောက်နီးစပ်တဲ့တိုက်ပွဲကိုဘယ်သူမှမပေးခဲ့ဘူးဆိုတဲ့ခံစားချက်ဒီခိုက်မှာသူ့တက်ဖြတ်ရေးစိတ်ဆန္ဒပိုပြင်းထန်လာတယ်ကျွန်တော်ကိုအသက်ရှင်ခွင့်မပြုနိုင်ဘူးဆိုတာသူနားလေတယ်ကြပြီးထွားရင်သူ့တေချင်းတေချတယ်သူဖြင်းချင်းစွာကျွန်တော်စီချင်းကပ်လာတယ်ကျွန်တော်ကိုအဆုံးသတ်ဖို့အစင်သင့်ဒေးမီယန်ကခါးတီးတဲ့အပြုံးနဲ့ကြည့်ပြီးရှုံးပြီဆိုတာလက်ခံတယ်သူတေချင်းကိုမကြောက်ဘူးဒါပေမဲ့ဆိုဖီကိုဒီကိုခေါ်လာတာမှားခဲ့တယ်လို့နောင်နေရတယ်အပြစ်မဲ့အသက်တစ်ခုဒီအမှားရဲ့အကျိုးဆက်ကိုခံရမယ်ဘိုးကြီးကကျွန်တော်ကျိုးနေတဲ့ခန္ဓာကိုယ်ကိုမြောက်ပြီးသူ့သွေးနီအောင်ပဆက်စီခေါ်သွားတယ်ဆိုဖီအော်တယ်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဘာမှမလုပ်နိုင်ဘူးအဲ့ဒီအချိန်မှာကျွန်တော်နားထဲမှာအတန်တစ်ခုလာထား1000နုပညာသင်ယူပါဆိုတဲ့အတန်အဲ့ဒီခိုက်မှာပဲကွယ်ဝက်မျိုးတွေကအသက်ဝင်လာတယ်ထာဝရဓာတ်သမားအလိုအရောက်စွမ်းရည်အနန္တရာစွမ်းအင်လာဓာတ်1000နုပညာကတရားတစိတ်ကောင်းဖြစ်စင်ကဲပြောင်းလဲသွားတယ်မီတာ30အချင်းဝက်အတွင်းအကုန်လုံးကိုတိတ်တက်နိုင်တဲ့လုတ်ကြံရေးစွမ်းရည်ကျွန်တော်စိတ်မဝါသွားတယ်ဒါပေမဲ့စွမ်းရည်ရဲ့အချက်လက်တွေရှင်းရှင်းလင်းလင်းရိုက်နေသွားတယ်ကျွန်တော်နားလဲတယ်အားနည်းချက်ကအချင်းဝက်ကန့်သက်ချက်ဒါပေမဲ့အခုဒါကပြီးပြည့်စုံတဲ့အခွင့်အရေးဘိုလ်ကြီးကကျွန်တော်ကိုအနားခေါ်သွားနေတယ်ကျွန်တော်